ဟာဝီပါရီလဲကွာစုပ်ကက်တက်နေတာပဲအေးဆက်သွားပြီးပြန်လို့ချေလင်းချက်မင်းစာမှုပွဲတော့မထီနဲ့တော့ဒီနေ့ကစပြီးအိမ်လာစာဘူး9000ကနေတသိန်းခွဲထိတိုးလိုက်ပြီနောက်နှစ်ကစရင်လစဉ်အယောင်ရငွေရဲ့60%ကိုလည်းနှာကူခွဲပေးရမယ်တဘောတူရဲ့လက်မှတ်ထိုးတဘောမတူရင်တော့နေမနှက်ဖြတ်အထုပ်ဘူးပြင်ပြီးကြီးကနေလစ်တော့ရတာပေါ့တသိန်းခွဲကိုတဘောတူတယ်ယူသွားပြီလားဒါကတက်တက်ညစ်တာလေးအဲ့ဒါဘူးသူကတဘောတူလိုက်တာလားထောက်တာချန်မင်းယူနေလားဒီနောက်တစ်ဝိုက်မှာအိမ်လာစာကအများဆုံးမှ12000ရှိတာမင်းနာတပြတိုက်နေတာပဲမင်းနဲ့ပါဆိုင်လဲအလုပ်သမားအောက်ချီကောင်ကလာပြီးစကားများနေသေးတယ်ဈေးကြီးရထင်ရင်လစ်လေနောက်နေရာကလူတိုင်းလူငါးချင်နေကြတာတဘောမတူရင်လဲငါတို့ပြန်သိမ်းပြီးကိုရိုင်းမဲဆိုင်ဖွင့်လိုက်မယ်ဦးလေးချန်ဒါတော့အောက်စပွဲကမှတ်ထားတာပါလူကြီးမင်းတို့စောင့်နေရတာနိုင်ဝက်မကတော့ဘူးဘာလို့ရှောင်နေတာလဲညီမလေးအကူနဲ့တစ်ခွက်လောက်တော့ရအောင်ဒီကနန်းကိုအကိုကြီးကကျွေးတာပါမင်းကနားကိုထိရဲတယ်ပေါ့ငါအခုပဲလူလုပြီးမင်းဆိုင်ကိုရိုက်ခွဲပစ်လိုက်ရမလားရိုက်ခွဲမလို့လားဒီနေ့ပဲခွဲပစ်လိုက်မယ်ဘာဖြစ်လဲဒီဆိုင်ကနားဆိုင်ပဲငါကြိုက်တယ်လို့လုံးမှာပေါ့ဟုတ်ပပတ်ဒီနေ့တွေ့တဲ့ငါတို့ AC ကနေတန်းနဲ့ချီရှာသွားတာမင်းတို့ကနန်းတကောင်စားတာကူတောင်လာပြီးစကားများနေသေးတယ်အဖေကျွန်တော်ပြောရရင်ဒီဆိုင်ကဒီလောက်တောင်အမြဲရနေတာအိမ်လာစာတိုးရမှကြာတာပြီတသိန်းခွဲတောင်နေသေးတယ်2သိန်းဆိုရင်ဖိုးစင်ကင်မယ်တမိသားစုလုံးဘလို့လူတွေလည်းမသိဘူးဒါကတော့တကယ်ကိုအရှက်မရှိလို့ရကြနေပြီတထေးလင်းဒီလိုအိမ်ရှင်မျိုးနဲ့တိုးတာတကယ်ကန်ဆိုးတာပဲငင်းချက်မင်းကိုမျက်နှာပေးထားတာအဖို့မလုံးနဲ့နောက်ဆုံးအချိန်ခတ်မိမယ်အိမ်လာစာ8000ကနေတသိန်းခွဲအထိတိုးတာကိုမင်းတကယ်ပဲသဘောတူမှလားတသိန်းခွဲဟုတ်လားရပါတယ်မင်းမပြောလိုက်တယ်မင်းသဘောတူတယ်ပေါ့ဟုတ်တယ်ဘာပြဿနာမှမရှိဘူးတထေးမင်းယူသွားပြီလားတလားကိုတသိန်းခွဲတောင်လေငါတို့အလို့လို့ရင်တည်သွားရင်တော့အဲ့ဒီပတ်စံပြန်မရနိုင်ဘူးတထေးလက်မှတ်မထိုးပါနဲ့အိုးဒီလိုဆိုရင်အရှုံးကြီးရှုံးနေမယ်ဒီကောင်လေးကြောက်ပြီးကြောင်သွားပြီထင်တယ်တလားတသိန်းခွဲဆိုတာသူတေအောင်လို့ရင်တော့ပြန်မရနိုင်ဘူးတခိတ်နေတုံးပဲသူ့ကိုလေရောက်နေတာတော့သူများအတွက်ပတ်စံတိုင်းရေးအတွက်ပေးနေသေးတယ်နှမျောစရာပဲဒီလောက်လက်ရကောင်းတာကိုအုံနောက်ကတော့သုံးစားမရဘူးသွားပါပြီနောက်ဆိုဒီလောက်ကောင်းတဲ့တူးကြောက်ကက်ကင်ကိုစားရတော့မှမဟုတ်ဘူးငါပြောသားပဲမင်းကလိမာရဲကလေးပါလို့အနာကက်ရှိသေးတယ်စာချုပ်ကိုမြင်မြန်လက်မှတ်ထိုးမနေ့ပြန်မနေ့8နာရီငါလာယူမယ်အိမ်လာစာတပြားမှရှုံးလို့မရဘူးနော်မနေ့ပြန်မနေ့8နာရီဆိုင်မှာစောင့်နေမယ်ဟာစောကလေးကဒီလိုလိမာရင်ပြီးနေတာပဲဟာမင်းတော်ပါနဲ့တာပဲနောက်ဆိုငါ့ကိုရိုးသေးဆက်သူမတိသေးတာကဘယ်သူမှမလာတဲ့ဒီဆိုင်စုပ်ကိုနေ့တိုင်းလူတွေအပြစ်ဖြစ်အောင်ငါလုံးနိုင်ခဲ့ရတာအဲ့ဒီဧည့်သည်တွေအားလုံးကငါအဖေကုမ္ပဏီကဝန်ထမ်းတွေဖြစ်နေလို့ပဲချန်နာဖူးမင်းကဒီဆိုင်ကိုဒီလောက်တောင်လူချင်းနေမှတော့ငါမင်းကိုပေးလိုက်ပါမယ်ဒါပေမဲ့မင်းမဒါကိုလက်ခံနိုင်မယ်ကတရားရှိမရှိတော့မသိဘူးပေါ့လွန်ခဲ့တဲ့3နှစ်ကပျက်စီးတော့မဲ့ဒီဘန်းတဲ့ဆိုင်ကိုငါလွှဲပြောင်းယူတော့ကတလန်းလုံးကလူတွေကငါ့ကိုရေးစရာတစ်ခုလိုစောင့်ကြည့်ခဲ့ကြတာအဲ့ဒီတုန်းကမျက်နှာချက်ကမိုးယူလုံးလို့အိမ်ထဲမှာမားတော့မွေးလို့ရတယ်နေရန်ကစေတာတွေကထိလိုက်တာနဲ့ကြွာကြလာတာလေးတိုက်ရဲမှုတက်နေတဲ့ plastic စုံတွေကတကားဝမှာတစ်ဖြက်နဲ့မိနေခဲ့တာတလန်းလုံးကလူတွေကငါကြောခင်ကိုလက်ညှိုးထိုးပြီးပြောကြတယ်ဒီမျိုးကလာတဲ့ကောင်လေးကတော့အုံနောက်တကားညက်လာပြီးချင်တယ်မိဘုံတဲ့ပတ်စံတွားပြစ်နေတာပဲဟာချန်နာဘူးကိုယ်တိုင်တော့ငါ့ကိုပြောခဲ့သေးတယ်ဟာကောင်လေးဒီနေရာစုပ်ကခွေးတော့အသက်မရှင်နိုင်ဘူးမင်းအလိုဆုံးခံရင်တုံးတာပဲသူတို့မသိတာကဒါဟာငါအဖေရဲ့ပထမဆုံးအကင်ဆိုင်ဖွင့်ခဲ့တဲ့နေရာဆိုတာပဲလွန်ခဲ့တဲ့အနှစ်20ကတူတုံးပြီးစုပ်တစည်းကိုတွန်းပြီးဒီနေရာမှာ9နှစ်တိုင်အကင်ရောင်းခဲ့တာနေပူမိုးရွာထဲမှာပထမဆုံးရွှေဦးကိုရှာဖွေနိုင်ခဲ့ပြီးတဆင့်ချင်းစီဂျဟိုင်အုပ်စုကိုတီထောင်ခဲ့တာဒူမဆုံးပါခင်စေယုံကတင်ပေါ်မှာလဲနေရင်ငါလက်ကိုဆွဲပြီးပြောခဲ့တဲ့အချက်အဖေဘဝမှာပျော်ဆုံးမေးရတွေကကွန်မြူနတီစတော့အချိန်တက်နေမဟုတ်ဘူးဒီနေရာမှာအကင်ရောင်းပြီးနေ့တိုင်းဆိုင်သိန်းလို့အကျွေးစီတွေရေးတွက်ရင်းအင်ကန်ရတဲ့အချိန်တွေပဲအဖေမှာဘာနောက်တော့မှမရှိပါဘူးဒီကဆိုင်လေးကိုတက်ရဆိုင်ကြီးတစ်ဆိုင်ဖြစ်အောင်မလုပ်ပြနိုင်ခဲ့တာပဲရှိတာဒါကြောင့်ငါကအုပ်စုတဲကလူတွေအားလုံးကိုလှုပ်ဝက်ပြီးသူချန်ထားခဲ့တဲ့အခင်ဘူအဟောင်းနဲ့လက်ရင်းနဲ့ရေးထားတဲ့နေစနစ်တွေကိုယူပြီးဒီနေရာကိုတယောက်တည်းရောက်လာခဲ့တာ3နှစ်အတွင်းမှာသူ့ကြောင့်မိုးပြီးထွက်သွားရတဲ့ဝန်ထမ်း3ယောက်ရှိပြီးငါချန်နာဘူးကိုတွားပြောတော့သူကဂယုမဆိုင်တဲ့ပုံစံနဲ့အရက်တငုံတောက်ရင်လူငယ်ပဲနောက်ပြောင်တာဘာဖြစ်လဲဒီတော့တောင်မခံနိုင်ရင်အပြင်ထွက်ပြီးအလုံးမလုံးနဲ့အိမ်လာစာဆိုရင်လေသူပြောတာပဲဒီဖြစ်နေတာတိုးချင်ရင်တိုးမယ်ဘလောက်တိုးချင်တိုးမယ်3နှစ်အတွင်း9ချိန်တိုးတဲ့3000ကနေ8000ထိအခုတော့တကယ်ကိုအနမ်းမရကြီးမားတဲ့ပတ်ဆက်ကြီးနဲ့တလတသိန်းခွဲတောင်းတဲ့အပြင်အယောင်ရငွေရဲ့60%ကိုပါခွဲချင်နေတယ်နှမျောစရာပဲသူတို့ဘယ်တော့မှနားလဲမှာမဟုတ်ဘူးဒီဆိုင်ရဲ့တကယ်တမိုးရှိတဲ့အရာကဘယ်တော့မှဒီဆိုင်ငယ်ဆုံးမဟုတ်ခဲ့ဘူးနားရဲ့နေမနာညမနာစူးစမ်းမှုတွေနားရဲ့တီးတန့်လျှို့ဝှက်စော်စီငါစူးစောင်းထားတဲ့နာမည်ကောင်းတဲ့ဧည့်သည်တွေပဲနာကသူ့ကိုတန်မိုးမရှိတဲ့နေရာကနေရွှေတွင်းဖြစ်အောင်လုပ်နိုင်တယ်လို့တ냐လေးနဲ့လေကြွတောင်မလာခြင်းတဲ့နေရာစုပ်ပြန်ဖြစ်အောင်လုပ်နိုင်တယ်
ဒီဆိုင်ကိုလိုချင်လားယူလိုက်လေနားမရှိပဲနဲ့ဒီဆိုင်စုပ်ကဘယ်နဲ့ရက်ခံမလဲဆိုတာစောင့်ကြည့်ချင်သေးတယ်ဦးလေးချမ်းပစ္စည်းတွေဆက်ရွှေ့လို့ရပါပြီတထေးမင်းနေလားတလားတသိန်းခွဲလေးမင်းတကယ်ပဲသူ့ကိုသဘောတူလိုက်တာလားငါမင်းနောက်ကိုလိုက်လာတာ3မိရှိပြီသူများတွေမင်းเจ้าမသိရင်တော့မသိပဲနေမလားမင်းကသူများနဲ့ရုပ်လို့လုံးသမျှခံမဲ့လူမျိုးမဟုတ်ပါဘူးမင်းတကယ်ပဲဘာရီကြံစီနေတာလဲမင်းရဲ့ယာရုအစင်ကန်နဲ့ဘာလို့ဒီလိုအောက်ကျခံပြီးဒေါသထွက်ခံနေရတာလဲဦးလေးကျုံမလန့်ပါနဲ့ဒီကိစ္စပြီးရင်ငါဦးလေးကိုအားလုံးပြောပြပါမယ်ဟိုဘက်ကအဆောက်အုံကိုမြင်လားမြင်တယ်ဒါက6လလောက်ကိထားတဲ့အဆောက်အုံကမဟုတ်ဘူးလားကြားတာတော့အိမ်ရှင်ကနိုင်ငံခြားပြောင်းဖို့လောနေလို့3လလောက်ချိတ်ထားတာတော့ဘယ်သူမှမမှားကြဘူးနေရအောင်ဈေးမတွေ့ရသေးဘူးဒါကအဆောက်အုံကမဟုတ်ဘူးဒါကမာတို့ဆိုင်သစ်ငါလုံခဲ့တဲ့တလကလေးကစာချုပ်ထားတာဒီဆိုင်ခက်3ဆပူကြည့်ရဲ့တစ်ချိန်တည်းမှာလူ1000စာစားတော့လို့ရတယ်အိမ်လာစာကတလကို2000ပဲ10နှစ်စာချုပ်ထားတာတပြားမှမတိုးဘူးဘာကြီးမင်းတီးခဲ့တဲ့လကညဘက်ဆိုအလုပ်ရှိတယ်ပြောနေတာဒါကိုအလုပ်ရှုပ်နေတာကိုဒါဆိုမင်းစောစောကချန်နာဘူးဆိုတဲ့ကောင်ကိုတသိန်းခွဲအိမ်လာစာပေးမယ်လို့သဘောတူလိုက်တာကမင်းတာဦးလေးကျိုးငါသာသဘောမတူရင်သူကငါ့ကိုအေးဆေးဆေးပြလို့ပြင်မလဲသူကဒီဆိုင်ကိုလိုချင်နေတာမဟုတ်လားငါသူ့ကိုတန်ရှင်းနေတဲ့အခွန်လူကြီးပဲပေးခဲ့မယ်ဒီဆိုင်ကအလူကြီးကိုယူပြီးသူ့ဘယ်လိုစော့မလဲကြည့်ရသေးတာပေါ့ဦးလေးကျိုးမှတ်မိသေးလားလွန်ခဲ့တဲ့အနှစ်20ကငါအဖေကဒီနေရာမှာပဲပထမဆုံးအခင်ဆိုင်ဖွင့်ခဲ့တာဒီနေရာမှာတင်ပဲအဲ့ဒီတုန်းကသူက3မိစုပ်တစီကိုတွန်းရင်းနေပူမိုးရွာထဲမှာတဆင့်ချင်းစီကြားဟိုင်အုပ်စုကိုတီထောင်ခဲ့တာငါတီကိုလာတာသူ့ရဲ့လုပ်ငန်းစခဲ့တဲ့လမ်းစဉ်အတိုင်းပြန်လျှောက်ဖို့နဲ့သူ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ပဲဒါပေမဲ့နှမျောစရာပဲအချို့လူတွေကလောဘကြီးလုံးငါ့ကိုမောင်းထုတ်ဖို့တွန်းအားပေးခဲ့ကြတယ်ညစ်နေတဲ့တထေးတကယ်ကိုမြင့်နေငါပြောသားပဲမင်းကအဲ့ဒီတော့မပါဘူးလို့ကျင်းတူပြီးသားကိုသူဝင်လာဖို့စောင့်နေတာကိုဒီချန်နာဖူးကပုံမှန်ဆိုရင်လဲကိုချဆုံးမလုံးလို့တလန်လုံးကဆိုင်တွေကိုလိုက်ပြီးငွေညစ်နေတာဒီတစ်ချိန်တော့သူ့ကိုစုံမမဲ့သူပေါ်လာပြီအားလုံးပဲနားထောင်ကြပါချန်နာဖူးကအိမ်လာစာတောင်းတာကြမ်းလုံးလို့ဒီဆိုင်ကိုမှဆက်မဖွင့်တော့ဘူးငါလမ်းတစ်ဖက်ချမ်းမှာဘူကြီးရဲ့ဆိုင်တစ်ဆိုင်ငှားထားတယ်ဒီနေ့ညမှာတော့ညာရင်းချင်းဆိုင်ပြောင်းကြမယ်လမ်းတစ်ဖက်ချမ်းက3ထပ်ဆောင်စီကိုပြောင်းမှာငါနဲ့အတူလိုက်ခဲ့ချင်တဲ့သူအားလုံးကိုလာစာ20ရာခိုင်နှုန်းတူးပြီးမယ်အကျွေးမွေးအုံးအိမ်အခမဲ့လာစင်လာစာပါတဲ့ခွင့်ရက်2ရက်စီထပ်ပေးမယ်မလိုက်ချင်တဲ့သူတွေကိုတော့3လစာပူပေးမယ်အခုပဲပတ်ဆက်ရှင်းပြီးခတ်သွားလို့ရတယ်တထင်းငါမင်းနဲ့လိုက်မယ်ဟုတ်တယ်ငါတို့အားလုံးမင်းနောက်လိုက်မယ်တထင်းလေးနဲ့အလုပ်လုပ်ရတာစိတ်အေးချမ်းတယ်ဘသူကဒီနေရာမှာဒေါသခံပြီးနေချင်ပါလဲကောင်းပြီဒါဆိုအခုကစပြီးအားလုံးပစ္စည်းတွေတင်ကြရအောင်ငါပတ်စံပေးပြီးဝယ်ထားတဲ့ပစ္စည်းမှန်သမျှအကုန်ရွှေ့မယ်စပွဲကလတ်ထိုင်ကင်ဖို့ရေခဲတက်တာအဲကွန်ကီဗီစပီကာပြည်လေစာကန်တစ်ခုမှချမ်းမထားနဲ့နေရန်ကအလှစင်ပချီကအမိုက်ပုံလျှက်စစ်ပလက်ပေါက်ရေချိုးခန့်ကမှန်မှမကြက်တစ်ခုမှမချန်ခဲနဲ့နားလေပါပြီးကောင်းဝင်ချဖို့အောင်လှုပ်ဆောင်ပါမယ်တထေးလင်းလူကအသုံးဆောင်အားလုံးအစင်တင်ပါပဲညွှန်ကြားပေးပါအဖွဲ့အတီးတီတက်မှတ်ထားတဲ့အစီအစဉ်တိုင်းလှုပ်ရှားကြအဖွဲ့တကမိဖို့ကြောင့်ကိုရွှေ့အဖွဲ့နှစ်ကစပွဲကလတ်ထိုင်တွေကိုရွှေ့အဖွဲ့3ကကိုရောင်ကိုရွှေ့နားလေပါပြီနင်းမြန်လုံးကြဘေးအန်ရဲ့တတိထားဟဲရှောင်းရီမင်းဒီဘက်ကပစ္စည်းတွေကိုအရင်မသိမ့်တဲ့အောင်ခဏနေရင်အလုပ်သမားတွေလာရွှေ့လိမ့်မယ်ဦးလေးကျိုးမှာချက်လက်တွေကိုအရင်ထုတ်လိုက်အောင်မယ်ဒါကအရေးကြီးဆုံးပဲဖောက်တဲ့ဟောင်းတွေရဲ့ဖုန်းနံပါတ်တွေစားသုံးမှုမှတ်တမ်းတွေပြီးတော့ပါဆယ်စနစ်ရဲ့မှာယူမှုစည်ရင်းတွေကိုအားလုံးထုတ်ပြီးယူသွားရမယ်ဒါတွေကမှမတို့ဆိုင်ရဲ့တကယ်တမိုးရှိတဲ့အရာတွေတခုမှချက်မထားခင်နဲ့ဟုတ်တယ်မင်းတာဘူးအရင်လုပ်ပါတတိထားအမမရှိစေနဲ့ပြီးရင်ငါ့ကိုလမ်းအွန်လိုင်းငါလူလုပ်ပြီးကွန်ပျူတာကူရွှေ့ခိုင်းမယ်စိတ်ချပါဦးလေးကျိုးဘာမှအမှားယွင်းမရှိစေရဘူးကောင်းလိုက်တာနောက်ဆုံးတော့ချန်နာဘူးလို့ရဲ့ဒေါသဘူးခံနေစရာမလိုတော့ဘူးဟိုချက်ချောင်းဘူးဆိုတဲ့ကောင်ကလည်းနေလိုက်လာပြီးနှောက်ယှက်နေတာပြီးတော့ပစ္စည်းတွေကိုလည်းခဏခဏလာခွဲသေးတယ်ဒီတစ်ချိန်တော့သူ့ကိုရေတာကိုလျှက်စားဖြစ်အောင်လုပ်ခဲ့လိုက်မယ်သူဘလို့ပူကြောက်ဦးမလဲကြည့်ရသေးတာပေါ့အားလုံးသတိထားကြဒီကင်ဖူကတတိရဲ့အသက်ဝိညာဉ်ပဲနည်းနည်းလေးထိခိုက်သွားရင်ငါဘလို့ရှင်းရမလဲဒါကမတို့ဆိုင်ရဲ့တီးတန့်လှုပ်ဝက်ချက်ပဲရွှေထက်တောင်တန်မိုးရှိသေးတယ်လောကချမ်းမထားခဲ့နဲ့ခဏလောက်ဝက်ဥရိတွေကိုပါယူသွားရမယ်ဒါပေါ့ငါဝယ်ထားတဲ့ပစ္စည်းမှန်သမျှဝက်ဥရိတစ်ချောင်းတောင်ချမ်းမထားခဲ့နိုင်ဘူးတထိန်မင်းကတော့တကယ်ရက်ဆက်တာပဲငါအိတ်ရွှေပြီးတဲ့အလုပ်လုပ်လာတာဒီလောက်ကြာပြီမင်းလိုလူမျိုးကိုပထမဆုံးမြင်ဘူးတာပဲတထိန်မှတစ်ချက်သေးပါပတ်စံသိမ့်မတန်ပါဘူးဒါငါဝယ်ထားတာလေဘာလို့စုံမီဖုန်းဆိုတဲ့မိမကြီးအတွက်ခြံထားရမှာလဲဒီအဖွဲ့ဝင်တွေနဲ့အော်ရာချက်လက်တွေကငါရဲ့တွေးချွေတွေချန်နာဖူးစီလုံးဝချမ်းမထားနိုင်ဘူးအဲ့ဒီကောင်လိုင်းစင်မရှိပဲမင်းဘလို့ဆိုင်ဖွင့်မလဲကြည့်ရသေးတာပေါ့မင်းတော့မလို့ချန်နာဘူးကနစီကနေ3လတိုင်တိုင်ရဲစစ်ကျူခိုးထွေထားတာဒီစရင်ကိုလည်းရှင်းရအောင်မယ်ဟဲလိုဘာကူညီပေးရမလဲခင်ဗျာဟဲလိုခွေမင်းလန်အမှတ်36ကမူရင်းကြံကောပြလဲစာခင်ဆိုင်ရဲ့
အိမ်ရှင်အတိတ်ချနာဘူးကငါရဲ့လျှက်စစ်ကြုံကိုခိုးသွဲပြီးသုံးလတိုင်တိုင်းမိကူးတုံးနေပါတဲ့လိပ်စာကဂီမီရပါပဲပစ္စည်းတွေအကုန်လုံးရွှေ့ပြီးသွားပြီးသုံးနှစ်ပတ်လုံးတွေးနဲ့ချွေးနဲ့ရင်းခဲ့ရသမျှတခဏလေးနဲ့မရှိတော့ဘူးအကျွေးဟောင်းတွေကိုရှင်းရမယ့်အချိန်ရောက်ပြီးဘဝတစ်ကူတော့ဟိုဘက်မင်းနဲ့ချင်းဆိုင်ကနေပြန်စမယ်ချန်နာဖူးမင်းရဲ့ချမ်းသာမဲ့အိမ်မက်တွေလန့်လို့ကိုกินထားလိုက်တော့ဟာငါပဲတော့လို့ပေါ့စကားနည်းနည်းလောက်ပြောလိုက်တာနဲ့အဲ့ဒီကောင်ကြောက်တူးတုံသွားတာအိမ်လာက8000ကနေတသိန်းခွဲအထိကျိုးလိုက်တာတောင်ဘာတခုမှမဟရဲပဲလိမ့်မတလူသဘောတူသွားတာလေအဲ့ဒါပေါ့ဘသူယောက်ျားမလို့လဲငါတွက်ကြည့်ပြီးတလားတသိန်းခွဲဆိုတော့တနစ်ကိုတန်မိုးကတတန်းလေးသိန်းတောင်ရှိတာတို့တွေဘာမှလုပ်เสียမလို့ပဲအဲ့ရတဲ့လဲနေုံနဲ့ပတ်စံတွေဝင်နေမှပတ်စံရတာနဲ့ငါအရင်ဆုံးရွှေလက်ကောက်ကြီးကြီးတကွင်းသွားဝယ်မယ်ပြီးရင်တစိတ်ကောင်းစားအိတ်တလုံးဝယ်မယ်ငါတငယ်ချင်းတွေကိုဘနာလို့ဖြစ်ပြီးတေးသွားစေရမယ်အမေကလည်းအမေကြီးမန်းချက်ကလည်းတေးလိုက်တာတသိန်းခွဲကဘာပြောစရာရှိလို့လဲကျွန်တော်ကြည့်ရတဲ့လောက်အဲ့ဒီဆိုင်ကတလောက်ကိုအနည်းဆုံး9သိန်းလောက်မြတ်တာနောက်2လလောက်နေရင်တို့တွေအိမ်ကခဘူး2သိန်းထိခတ်တိုးကြမယ်သူသဘောမတူရင်ဆိုင်ထဲကမောင်းထုတ်ပြီးသူ့ဘာသာတို့လုပ်ကြတာပေါ့အဲ့ဒီအချိန်ကျရင်တို့တွေတထေးကြီးဖြစ်ပြီးကျွန်တော်ပြန်ကားတစ်စီးဝယ်ပြီးမိမလာလေးတွေကိုနေတိုင်းရှောက်တင်မောင်းမှာငါသားကမှအားကိုရတာဟုတ်ပါသူ့ဘာသာတို့ဆိုင်ဖွင့်ရင်လေသူ့ရဲ့မိခင်ဆက်ကိုတုံးသူ့ရဲ့နေတိုင်းတွေကိုတုံးမှဆိုတော့အရင်တိုင်းလူရစီမီမှာပဲအဲ့ဒီကြရင်ပတ်စံတွေကရေလိုအိုင်လိုတို့အိတ်ထဲဝင်လာတော့မှာဟုတ်တယ်အဲ့ဒီကောင်ကတကယ်အယူပဲ3နှစ်ပတ်လုံးပြင်းပန်းလုပ်ခဲ့သည်မြအကုန်လုံးတို့အတွက်ဖြစ်သွားတာဟဲ့အရင်တုန်းကအတိတ်ကိုကန်ကြည့်စမ်းလို့မိသားစု3ယောက်တခန်းထဲမှာပြုတ်သိပ်ပြီးတနက်စားရင်နောက်တနက်အတွက်ပူနေရတာအခုမှညီရော်ကြီးရလို့အစင်တီုံရှိသေးတယ်နောက်ဒုက္ခမရောက်စေရဘူးဒီတခါတော့ပတ်စံကြီးကျရှာပြီးတူမိသားစုဘဝကိုတစ်စစ်ချိုပြောင်းလဲပြရမယ်ကဲတော့ကြပြီးအိယာဆိုးဝင်ကြတော့မနက်8နာရီကြာရင်တို့တွေဆိုင်ကိုသွားပြီးပတ်စံသွားယူမယ်ပြီးတော့တန်မိုးရှိတဲ့ပစ္စည်းအာချန်သေးလေးကြည့်ပြီးအိမ်ကိုအကုန်တည်ခဲ့ကြမယ်ဟုတ်တယ်စိုးအိပ်ပြီးမနက်ဖြန်စိုးသွားရမယ်အဲ့ဒီကောင်ထွက်ပြေးမသွားစေနဲ့အိုးကြီးရဲမလားသူကြီးရဲပါမလားအကုန်ပြောထားပြီးသားပဲကိုသူတာကြီးရဲလူကတော့ခြေတော့ကိုရိုက်ချုကိမယ်မနက်ဖြန်အိမ်လာခါရတာနဲ့အလှဆင်းတဲ့လူတွေရဲ့ပတ်စံကိုအရင်ပြန်ဆက်မယ်ကျန်တာကိုစူထားပြီးနောက်လာကြရင်ကားအကောင်စားကြီးတွားထုတ်တော့မယ်ချန်နာဖူးမင်းရဲ့ချမ်းသာမဲ့အိမ်မက်ကိုဝဝလင်းတာမထားလိုက်စမ်းမနက်ဖြန်မင်းနိုးလာတဲ့ခါဘာမှမရှိတော့တဲ့အရတာကဘလို့လဲဆိုတာသိစေရမယ်ဟဲလိုဘတူလဲစီယာချန်တို့အလှဆင်အဖွဲ့ကိုပေးရမယ့်အကျွေး9000ကဘယ်တော့ဆက်မှာလဲနောက်3ရက်အတွင်းမဆက်ရင်တော့တရားရုံးမှာအမှုဖွင့်ပြီးတရားဆွဲတော့မယ်အဲ့ဒီချိန်ကျရင်မင်းရဲ့အိမ်မှာအသိမ်းခံရလိမ့်မယ်မလုပ်ပါနဲ့အခုလီယာတရားတော့မဆွဲပါနဲ့မနက်ဖြန်ဆိုကျွန်တော်စီပတ်ဆိုင်ရတော့မှအိမ်လာခတသိန်းခွဲရတာနဲ့ချက်ချင်းကန်ဆက်ပါမယ်တပြားမှမလို့စေရဘူးတောက်ကန်ကောင်းလို့မနက်ဖြန်အိမ်လာခရမှာမလို့ပုံမဟုတ်ရင်ဒုက္ခလာတွေ့ပြီးညဉ့်လုံးဖိနှွဲမနေနဲ့အဲ့ဒီကောင်ကတော့ပတ်စံတွေအစင်သိမ့်ပြင်ထားတော့ပြီးတိပါပြီခဏနေပတ်စံရရင်ရွှေဆိုင်သွားပြီး3 ဂရန်ရှိတဲ့ရွှေလက်ကောက်ကြီးသွားဝယ်မယ်ဝယ်ချင်တာအကုန်ဝယ်ခဏနေတသိန်းခွဲရတာနဲ့တို့တွေကားရောင်းပြခံသွားပြီးကားအကောင်စားကြီးသွားကြည့်ကြမယ်တော်ကြပါတော့မိနစ်ပိုင်းလောက်မြန်သွားရအောင်ကျွန်တော်ကတမယ်ချင်းနဲ့30နာရီမှာကားအစ်သွားထုတ်ဖို့ချိန်ထားတာအချိန်တွေနှောက်မရအောင်မလုပ်နဲ့ရောက်ပြီးလူကြန့်ကတော့အထဲမှာတို့ကိုစောင့်နေတော့ပြီးလူကြန့်တကားဖွင့်စမ်းလူကြန့်တို့တွေရောက်ပြီးအိမ်လာခပြင်ထားပြီလားလူရောပစ္စည်းတွေရောဘယ်ရောက်ကုန်တာလဲလူကြန့်ကောသူထွက်ပြေးသွားပြီးအဲ့ဒီလူလိန်ကောင်ဆိုင်တဲ့ကပစ္စည်းတွေကိုအကုန်တည်သွားပြီပဲဖြစ်ရလေငါရဲ့အိမ်လာခတသိန်းခွဲကြီးငါရဲ့ကားကြီးလဲသွားပါပြီအကုန်ကက်စီကုန်ပြီးအဲ့ဒီကောင်စုပ်ငါသူ့ခြေတော့ကိုမချူးအောင်လက်ချိုးခင်မယ်တတိချံမနခင်ဆူတောင်းပြပါစီဗျာအစောကြီးအိမ်လာကလာတောင်းတာပါလားလူချက်မင်းလို့လူလိန်ကောင်မင်းပါလို့ဆိုင်ကိုအကုန်တည်သွားရတာလဲမင်းပဲအိမ်လာကတိုးပြမယ်လို့သဘောတူခဲ့တယ်မဟုတ်လားတတိချံခမည်းမနေ့ကပဲပြောတယ်လေအိမ်လာကတိုးတာကိုသဘောမတူရင်လက်တော့စုကျွန်တော်ကလည်းအိမ်လာကတိုးဖို့သဘောမတူဘူးလေအဲ့ဒါကြောင့်ပဲလိလာခဲ့တာပေါ့ဒါခမည်းလူချင်းတဲ့အတိုင်းဖြစ်သွားတာမဟုတ်ဘူးလားမင်းမနေ့ကသဘောတူပါတယ်လို့တိတိကျကျပြောခဲ့တာပဲတသိန်းခွဲဆိုတာအဆင်ပြေပါတယ်လို့ပြောပြီးအခုတော့မင်းကကိုလိမ့်နေပေါ့ကျွန်တော်ပြောတာကတသိန်းခွဲဆိုတဲ့ဈေးနှုန်းကိုစဉ်းစားပေးလို့ရတယ်လို့ပြောတာလေဒါပေမဲ့တူတွေစာချုပ်မှမချုပ်ရသေးတာကျွန်တော်ဆက်မမပဲနေပိုင်ခွင့်ရှိတာပေါ့ကျွန်တော်ကတော့ခမရပြည့်ရဲ့ဈေးနှုန်းကတော်တော်လေးတင်းတော်တယ်လို့ပဲခင်တို့ပါဆိုင်ခန်းမြန်ငှားရပါစေလို့ဆူတောင်းပေးပါတယ်တော့ပြီးတော့ခမရပြောတဲ့ဝင်ငွေရဲ့60%ခွဲပေးရမယ်ဆိုတာကိုလည်းကျွန်တော်သဘောတူပါတယ်ဒါပေမဲ့အဲ့ဒါကကျွန်တော်ဒီမှာဆိုင်ဆက်ဖွင့်နေဦးမှလေနှမျောစရာကောင်းတာကအခုကျွန်တော်ဆက်မလုပ်တော့ဘူးမင်းဒါနဲ့ခမရကိုပြောဖို့မေးသွားတဲ့ကိစ္စတချို့ရှိသေးတယ်ပထမအချက်ကလုပ်ငန်းလိုင်စင်နဲ့အစားအသောက်ရောင်းချခွင့်လိုင်စင်ကကျွန်တော်နာမည်နဲ့မလို့ကျွန်တော်ယူသွားပြီးတော့ဒီဆိုင်နဲ့ချိတ်ဆက်ထားတာကိုလည်းဖျက်ပစ်လိုက်ပြီးဒုတိယချက်ကပါဆယ်ပို့တဲ့ platform အကောင့်ကလည်းကျွန်တော်ဟာပဲမလို့လိပ်စာကိုဆိုင်အသစ်စီပြောင်းလိုက်ပြီးတတိယချက်ကဆိုင်ရဲ့အဖွဲ့ဝင်တွေအကုန်လုံးစီကိုနောက်ဆိုင်အသစ်မှာပဲလာအားပေးဖို့အကြောင်းကြားစာပို့ထားပြီးနောက်ကိုလိုက်လာကြပြီပေါ့ပြီးတော့လျှက်စစ်ဌာနကလည်းကျွန်တော်စီအခုတင်ဖုံးဆက်သေးတယ်ခင်ဗျားတို့ခိုးကျူးသွဲပြီးမီတာကူးသုံးထားလို့ဒဏ်ငွေ2000ချမှတ်လိုက်တဲ့3ရက်အတွင်းသွားဆောင်ရမယ်လေနော်ခံကောင်းပါစီဗျာတွားပြီးငါလူကျက်ရဲ့ကစားတာကိုခံလိုက်ရပြီးငါကသူ့ရဲ့အသက်သွေးကြောကိုစုကင်ထားနိုင်ပြီးခင်နေတာသူကဒီဆိုင်စုပ်ကြီးကိုလုံးဝဂရုမစိုက်ဘူးခင်နေလိမ့်မယ်လို့မထင်ထားမိဘူးလူကျက်မင်းလို့လူလိန်ကောင်မင်းငါ့ကိုကစားရတဲ့ပေါ့ငါပစ္စည်းတွေကိုအခုချက်ချင်းပြန်တယ်လာခဲ့မဟုတ်ရင်ခမရရဲ့ဆိုင်တစ်ကိုဒီနေ့ပဲတွားရက်ခွက်ဖြစ်မယ်ခမရပစ္စည်းဟုတ်လားဒီဆိုင်ထဲမှာခမရပစ္စည်းဘာတစ်ခုရှိလို့လဲစာချုပ်လည်းမချုပ်ရသေးဘူးအိမ်ကခလည်းတရားမှမကြွေးထားဘူးကျွန်တော်ပစ္စည်းကျွန်တော်တဲတာခမရနဲ့ပါဆိုင်လဲမင်းကိုငါခေါင်းမခွင့်မပေးနိုင်ဘူးငါ့ကိုလှုပ်ဆန်းဒီနေ့ဒီဆိုင်စုပ်ကြီးကိုမချက်စီးပြရရင်မနေနိုင်ဘူး
ဒါဆိုရင်တော့ကျွန်တော်ရဲတံရလိမ့်မယ်ပိုင်ဆိုင်မှုကိုတမင်တကာဖြတ်စည်းမှုနဲ့ခမည်းချုပ်ခဲသွားနေရလိမ့်မယ်ကောင်းပြီလေလူချက်မင်းတော်တော်တတိရှိတာပဲစောင့်ကြည့်နေလိုက်မင်းကိုအေးစစ်စစ်နေခွင့်မပေးစေရဘူးဘာလို့ငိုနေတာလဲပစ္စည်းတွေတဲသွားရုံပဲရှိသေးတာကိုအတော်ပဲတူပါတာလို့ဆိုင်ဖွင့်ကြတာပေါ့အဲ့ဒီကောင်တောင်တစ်နှစ်ကိုတန်းနဲ့ချီရှာနိုင်သေးတာတို့တွေဘာလို့မရှာနိုင်ရမှာလဲအဲ့ဒီအချိန်ကျရင်ရတ냐ပတ်စံတွေကတို့ပိုင်တွေကြီးပဲအိမ်လခတောင်းတာထက်အဆင့်ပြေတာစတရားမခဘူးဒါပေမဲ့တို့မှာလုပ်ငန်းလိုင်စင်နဲ့အစားတောင်ရောင်းချခွင့်လိုင်စင်မှမရှိတာဈေးကွက်ဆောင်ကြည့်ရေးဖွဲ့ပါလားစီရင်ဘယ်လိုလုပ်မလဲအားကြောင့်ဆရာရှိတဲ့တို့တွေညဘက်ပဲဖွင့်ပြီးနေ့ဘက်ပိတ်ထားမှာပေါ့အဲ့ဒီလူတွေကညဘက်ဆိုစောစောအလုပ်ဆင်းကုန်ကြပြီးဘသူကလာစစ်မှလဲပတ်စံတွေများချိရှာပြီးမှတခြားနေရာပြောင်းပြီးလိုင်စင်လျှောက်တယ်မနှောက်ပါဘူးမစ္စတာချက်အချိန်မီမဆက်နိုင်ရင်တော့ခင်ဗျားရဲ့ဒီအိမ်ကိုလေလံပြရလိမ့်မယ်ကျွန်တော်တီချာပေါက်ပြဆက်နိုင်ပါတယ်ကျွန်တော်ရဲ့အခင်ဆိုင်က6လအတွင်းအရင်ချိန်ပါပါအမေကြီးကြည်စန်းတာကကျွန်တော်ဘန်ကနေအခုတင်ကြီးလာတဲ့တိန့်တရာအကုန်လုံးကိုဆိုင်ထဲမှာရင်းနှီးမြှုပ်နှံထားတာအခုကျွန်တော်ဆိုင်မှာလက်ပတ်ငွေနည်းနည်းလိုနေလို့ခင်ဗျားတို့တဲကဘသူရှယ်ယာဝင်ကျင်လဲကျွန်တော်တစ်နှစ်ကိုအတိုး20ရာခိုင်နှုန်းပြီးမယ်နှစ်ကုန်ရင်အရင်ရောအတိုးရောတစ်ခါတည်းပြန်ဆက်မှာအရင်တုန်းကအဲ့ဒီဆိုင်ဘယ်လောက်လူစီလဲဆိုတာခင်ဗျားတို့လည်းမြင်ဘူးတာပဲဒီခွင့်ရင်လက်လွတ်သွားရင်နောက်တစ်ခါမရတော့ဘူးနော်ကာဖူးဒါကတီချာရဲ့လားအရှုံးပုံမနေပါနဲ့အိုးတီချာတာပေါ့ကျွန်တော်ပြီးခဲ့တဲ့လကတည်းကခြံကောပြလဲစာခင်ဆိုင်မှာတွားဆခဲ့သေးတယ်နှစ်နာရီလောက်တန်းစီခဲ့ရတာအလုပ်ဖြစ်လို့လူတွေကြိတ်ကြိတ်တိုးနေတာပဲဟုတ်တယ်ကျွန်တော်အိမ်နီးနားချင်းဆိုနေတိုင်းတွားစားတာအဲ့ဒီဆိုင်ကခင်ထားတဲ့ကမကောင်သားတစ်မျိုးလုံးမှာအကောင်းဆုံးပဲတဲ့ဆရာချန်လွှဲယူလိုက်ပြီးဆိုမှတော့စီးပွားရေးကတော့ကောင်းမှတေးချပါတယ်တာဖူးဒါကနှသားမိမ့်မယူဘူးစုထားတဲ့3သိန်းမင်းတိတိကျကျပြန်ဆက်ရမယ်နော်အမေကြီးစိတ်ချလိုက်စမ်းပါနှစ်ကုန်ရင်အရင်ရောအတူရော3သိန်းခွဲဖြစ်သွားမှာတူလေးရဲ့ကင်တောင်းပတ်စံကိုကျွန်တော်တာဝန်ယူတယ်ဒါကတော့ကျွန်တော်သမီးတက်ကတူတက်ဖို့စုထားတဲ့2သိန်းအရှုံးမပေါ်စေနဲ့အောင်အကိုကြီးရနုံးကြီးစိတ်ချလိုက်စမ်းပါ6လတော့မကြောက်ဘူးချက်ချင်းပြန်ဆက်မှာအဲ့ဒီချိန်ကျရင်တူမလေးရဲ့ចောင်းလက်ခနဲ့စားစည်းကူကျွန်တော်အကုန်အိတ်ဆိုင်ကြခံပေးမယ်3တန်းတကယ်3တန်းအပြည့်ပဲငါမကြခင်တထေးကြီးဖြစ်တော့မယ်မကြခင်ကားကောင်းစားမောင်းပြီးဗီလာအင်ကြီးနဲ့နေရတော့မယ်တထေးချန်လူကိုယ်တိုင်ကြွရောက်လာတာခီးဦးမကြိုနိုင်ခဲ့လို့အာနာနာပါတယ်ဗျာတထေးကြောက်နောက်ကျွန်တော်ဆိုင်ရဲ့ပစ်လဲစာအကုန်လုံးကိုခမားစီတာပဲယူမဲကလဘူးအ ਨੇ ဆုံးတန်10တန်းယူမှမလို့ကျွန်တော်ကိုအသက်တာဆုံးဈေးနှုန်းပေးပါခမရဘက်ကဒီဟွေမင်းလဲရဲ့တီးတန်းထောက်ပံ့မှုသဘောတူစာချုပ်ကိုလက်မှတ်ထိုးပြီးတလောက်ကိုကုန်ပစ္စည်း10တန်းယူမယ်လို့ကတိပြုရင်ကျွန်တော်ဈေးကွက်ပေါက်ဈေးခက်မှာရပိုင်းနှုန်းရှော့ပေးမယ်ပင်လဲစာအားလုံးကလည်းအဲ့ဒီနေဖမ်းတာကိုအဲ့ဒီနေပဲအရောက်ပို့ပေးမယ်လို့အာမခံတဲ့အဓိကချက်ကတော့စာချုပ်တန်းအတွင်းမှာဟွေမင်းလန်းဘော်ကတခြားဖဲကင်းဆိုင်ကိုမှပစ္စည်းမသွင်းပေးဖို့ကျွန်တော်အာမခံတဲ့တလက်လုံးမှာခမရတူရဲပဲလက်ဝက်ကြီးအုပ်ထားလို့ရမှာလူချက်နှုန်းကတော့တလောက်ကို10တန်းပဲယူတာကျွန်တော်ကတော့တေချာပေါက်တူထပ်ပိုးယူနိုင်မှာအဖိုးကြီးစာချုပ်ထဲကအချက်လက်တွေကိုတိတိကျကျဖက်ချီဦးတွေအလိမ့်မခံရစေနဲ့ဘာကြည့်နေရမှာလဲတထေးကြောက်ကငါ့ကိုလိမ့်မလားနင်းမြလက်မှတ်ထိုးစိုးစိုးဆိုင်ဖွင့်ပြီးစိုးစိုးပတ်စံရှာရမယ်ဒီလောက်ထောင်းချောက်ကြီးစင်ထားတာကိုတောင်မရိပ်မိဘူးပဲနောက်ဆုံးတော့အယူတယောက်မိပြီခမညာစာချုပ်ဖောက်ခဲ့တာနဲ့ကျွန်တော်ကစာချုပ်ဖောက်ခဲ့ခြင်းကိုယူပြီးတထေးကြီးလူရဲ့အားကိုးရာစီတွားပြီးချမ်းဟိုင်ကရုနဲ့ပါလမ်းကြောင်းချိတ်ဆက်လို့ရပြီမကောင်းတဲ့စကားကိုအရင်ကြိုပြောထားမယ်နော်တလားဘူးတန်တစ်စစ်တန်ပြည့်အောင်မယူနိုင်ရင်တော့ကုန်ပစ္စည်းပျက်စီးဆုံးရှုံးမှုအပါဝင်စာချုပ်ဖောက်ခဲ့ခြင်းတန်း8သိန်းပေးရလိမ့်မယ်ဟာစိတ်ချစမ်းပါကျွန်တော်စီပွားရေးကတေချာပေါအုံထွက်အောင်မြင်မှာတန်10တန်နေတာတန်20တောင်ပြဿနာမရှိဘူးခမရဘက်ကပစ္စည်းမလောက်မှာဘူးပဲကျွန်တော်စိုးရိမ်နေတာစောင့်ကြည့်နေလိုက်ငါမင်းထက်ပူပြီးအောင်မြင်ပြမယ်ဆိုင်ဖွင့်တာလကားပဲမင်းနဲ့လှုပ်ဆမ်းပါနာကလူချန်ထက်3ရက်စောပြီးဆိုင်ဖွင့်မှာဧည့်သည်တွေအကုန်လုံးကိုလူယူခင်မယ်သူဆိုင်ဖွင့်တဲ့အချိန်ကျရင်ဧည့်သည်တယောက်မှရှိတော့မှာမဟုတ်ဘူးသူငါ့ကိုဘယ်လိုရှင်းမလဲဆိုတာစောင့်ကြည့်ကြသေးတာပေါ့ဟန်ဆောင်မှုတွေကြီးပဲကြည်ကောင်းရုံပဲရှိတယ်အသုံးမဝင်ပါဘူးတထေးချန်တာဘူးရဲ့အပြုတ်မှုကိုကြည့်ဦးခန်းစီမီဆိုင်တွေဝယ်ရွှေချထားတဲ့စပွဲကလတ်ထိုင်တွေဝယ်ပြီး ATV စနစ်တောင်တက်ဆင်ထားသေးတယ်8သိန်းကျော်တောင်ကုန်သွားတဲ့သူ့ကိုယ်သူတကယ်တထေးကြီးချင်နေတာလှုပ်ထားလိုက်ပါသူ့ဘာသာသူရှုပ်ချင်တလောက်ရှုပ်ပါစေမင်းတို့အားလုံးတေချာနားထောင်ထားကြဧည့်သည်တွေကိုတိတိကျကျပြုစုဧည့်ခံပေးနိုင်ရင်ပဲနှစ်ကုန်ရင်မင်းတို့တယောက်ချင်းစီကိုလျှက်စစ်ဆိုင်ကတစည်းစီပေးမယ်ငါချာနာဖူနောက်ကိုလိုက်ပြီးတေချာလို့မင်းတို့စီးစိတ်ရှိစားတော့ရစေရမယ်လို့အာမခံတယ်လူချက်ဆိုတဲ့စည်ရဲသားကောင်နောက်လိုက်တာထက်အစတရမကတားလိုက်မယ်စိတ်ချပါတထေးချန်ကျွန်တော်တို့တေချာပေါင်းထူးစားလို့မှာပါဟုတ်ပါတယ်တထေးချန်နောက်လိုက်လို့ရင်တေချာပေါက်ပတ်စံညာကြီးရမှာပဲဘလို့လဲလူချန်ရဲ့စုပ်ကက်တက်နေတဲ့ဆိုင်ထက်အစတရမကခံရတယ်မလားဆိုင်ဖွင့်ပြီဆိုတာနဲ့အယောင်းဝယ်ကလူချန်ထက်ဆယ်ဆမကပူကောင်းမှတေးချတယ်တလားမဖြစ်ခင်မှာပဲသူ့ဆိုင်ကိုအပီးပိတ်ပြရအောင်ငါလုပ်ပြမယ်ရှင်ကတကယ်တော်တာပဲရှင်တေချာပေါက်လုံးနိုင်မယ်ဆိုတာကျမသိပြီးသားပါကျမတို့ပတ်စံတွေများကြီးရလာရင်ဗီဇာအင်ကြီးတစ်လုံးဝင်မယ်ပြီးတော့ကားကောင်းစားကြီးတစ်စီးဝင်မယ်အရင်ကကျမတို့ကိုအထင်သေးခဲ့တဲ့သူတွေအားလုံးအားချပြီးတေးအောင်လုပ်ခင်မယ်အဖေကျွန်တော်ရဲ့ကားအစ်စ်ကိုမနှက်ခံသွားထုတ်လို့ရပြီအဲ့ဒီချိန်ကျရင်ကျွန်တော်เจ้าကိုမောင်းသွားပြီးတเจ้าလုံးမှာအလန်းဆုံးလူဖြစ်စေရမယ်ဟာတခေးချန်တာဖူးလူဘက်ကမနှက်ခံဆိုင်ဖွင့်တော့မယ်တဲ့ကျွန်တော်တို့လည်းရက်အနှဲငယ်စောဖွင့်ရမလားမဟုတ်ရင်ဧည့်သည်တွေအကုန်လုံးကိုတူလူသွားလိမ့်မယ်မလို့ပါဘူးသူ့ကို3ရက်လောက်အရင်ခုံပေါက်ခွင့်ပေးလိုက်အောင်သူပူပြီးမိမိခုံနိုင်နေပြုတ်ကြရင်ပိုနာလေပဲဒါပေမဲ့စိတ်ချပါတ
3 ရက်ကြာရင်တကယ်အယောင်းဝယ်ဆိုတာဘာလဲဆိုတာကိုငါတို့ကိုသိအောင်လုပ်ပြမယ်လူကြီးမင်းလူအရာအားလုံးပြင်ဆင်ပြီးပါပြီကုမ္ပဏီရုံးချုပ်နဲ့အနီးနားကရုံးခွဲ3ခုရဲ့ဝန်ထမ်း1200ကိုအကုန်လုံးအကြောင်းကြားပြီးပါပြီ3 ရက်မြောက်နေ့မွန်းတဲ့12နာရီတိတိမှလာကြလိမ့်မယ်တမျိုးလုံးမှာရှိတဲ့ပင်လယ်စာလက်ကားတိုင်တွေအားလုံးကိုလည်းပြောဆိုပြီးပါပြီချန်နာဘူးရနိုင်တာကတော့အပေါ်စားဆုံးတက်တန်းကုန်နေတဲ့ AK ပင်လယ်စာတွေပဲဖြစ်လိမ့်မယ်ကောင်းပြီအားလုံးကိုပြောလိုက်ပါ3 ရက်ကြာရင်ပွဲကြည့်ဖို့အစဉ်တည်ပြင်ထားကြပါလူချန်ဆိုတဲ့အယူကတော့ဖြည်းဖြည်းအေးအေးပဲပစ္စည်းတွေတင်းစီနေတော့မဲ့ဒူဆိုင်ဖွင့်တဲ့အချိန်ကြရင်ဧည့်သည်တွေကအစောကြီးကလေးကငါလူတွေဖြစ်ကုန်ပြီမနှက်ပြန်ကြရင်တလန်းလုံးမှာရှိတဲ့လူတွေသိအောင်ငါလုပ်ပြမယ်တတူကဒီမယားရဲ့ဆရာကြီးရဲ့ဆိုတာကိုပေါ့ချန်နာဘူးမင်းရဲ့ဒီ3 ရက်တာနေကောင်းရက်တာတွေကိုကောင်းကောင်းကြီးအသုံးချထားလိုက်ပါဦး3 ရက်ကြာရင်တော့မင်းရဲ့တထေဖြစ်မဲ့အိမ်မက်ကနေနိုးထရတော့မယ်ရွာသူရွာသားအမိဘပြည်သူတို့ခမညာဒီနေ့မှာတော့တာဖူပင်းလဲစာကင်ဆိုင်ကြီးကိုတရားဝင်ဖွင့်လှစ်လိုက်ပါပြီဆိုင်ဖွင့်တဲ့ပထမဆုံး3 ရက်အတွင်းမှာဟင်းပွဲအားလုံးကို80%ရှော့ဈေးပေးမှဖြစ်ပြီးဘီယာကိုကျက်တလောက်တော့ဘလောက်တော့အလကားတိုက်မှာပါကောင်းတယ်လမ်းကြုံရေးဝင်ခဲ့ကြပါခွင့်ရေးကိုလက်လို့မခံပါနဲ့တာဖူပင်းလဲစာကင်ဆိုင်ကြီးဖွင့်ပွဲထိမ့်မှတ်အနေနဲ့ဟင်းပွဲအားလုံး80%ရှော့ဈေးဘီယာလကားတောက်နိုင်ပါတယ်ဒါဘသူအိမ်ကကလေးလေရင်းချင်းမှုလုံးဝမရှိဘူးကြားလာတော့အခုအစ်စ်ဖွင့်တဲ့အခင်ဆိုင်ကတတိရသားတဲ့ကားအစ်စ်လေးဝယ်ပြီးနေ့တိုင်းဒီမှာလာကြွားနေတာဘာရီလာလုံးနေတာလဲမင်းကိုပေးဖို့ကြံနေတဲ့အလှစင်က2 သိန်းကြောင်မလားငါပတ်ဆိုင်ရရင်တဘာဝအတိုင်းပေးမှာပေါ်ချန်တာဘူးအစတုန်းကအလှစင်တာပြီးရဲ့အကုန်ရှင်းမဲ့လို့ပြောထားတာလေမင်းရဲ့အဲ့ဒီဖန်စီမီဆိုင်တွေ TV စက်ခရင်အကြီးကြီးတွေနဲ့ KTV စနစ်တွေကဘယ်တစ်ခုကပတ်စံဖို့မပေးရတာရှိလဲအခုထိပတ်စံမပေးရင်ငါလူခေါ်ပြီးပစ္စည်းတွေလာထုတ်ခင်မယ်3 ရက်နားကို3 ရက်ပဲအချိန်ခက်ပေးပါငါတော့ပေါက်ပြန်ဆက်ပါမယ်ဘာကြောင့်နေရလဲဧည့်သည်တွေဒီလောက်များကြီးပဲတနေ့ကိုတောင်းချီရှာနိုင်တာ2 သိန်းဆိုတာဘာမှမဟုတ်ပါဘူးမိမရင်မွန်းတဲ့ချိန်တင်12000ဖူးရောင်းရပြီးပြီညကြရင်တော့ပေါက်3000ကျော်သွားလိမ့်မယ်ဟာငါပြောသားပဲလူချန်ဆိုတဲ့အယူထွက်သွားတာဒီဆိုင်ကငါတို့မိသားစုအတွက်ပတ်စံတွင်းကြီးဖြစ်လာတာပေါ့အဖေရှင်ကတကယ်တော်တာပဲကျွန်တော်เจ้าကိုကားအကောင်းစားကြီးမောင်းသွားရင်အဲ့ဒီမိန်းကလေးတွေအားလုံးကျွန်တော်ဘေးမှာဝိုင်းနေကြမှာတော့တယ်ဟာအဲ့ဒါနာသားပဲနောင်ကြရင်ငါထက်ပူပြီးအောင်မြင်မှဒေတာချတယ်ဟာတကယ်စိတ်တူကူကောင်းတယ်ဒီလူတွေကဘာလို့အဘောစားပဲမက်နေကြတာလဲချန်နာဖူအဲ့ဒါဘာတွေလဲအရင်ကနေလိုက်လာနေကြအကူချန်နဲ့အကူနီတို့ကဒီနေ့မင်းချင်းဆိုင်ကိုတွားကြတယ်လေသူတို့ကဟိုဘက်မှာ90%ရှော့ပေးလို့အရန်တန်တယ်လို့ပြောကြတယ်တတိကျွန်တော်တို့မနှက်ခင်ပဲဆိုင်ဖွင့်ကြရအောင်ထပ်မဖွင့်ရင်ဧည့်သည်တွေအကုန်အလူခံရတော့မယ်မလိုပါဘူးအဘောစားပစ္စည်းကအဘောစားမတဲ့သူတွေကိုပဲဆွဲဆောင်နိုင်တာတကယ်အရသာတည်တဲ့ဧည့်သည်တွေကိုတော့ဆွဲမထားနိုင်ပါဘူးသူပိုရောင်းရလေပိုရှုံးနေပဲ3 ရက်ကြာရင်သူရဲ့နိုင်တော့မှာမဟုတ်ဘူးတောက်ကြအားလုံးအစွမ်းကုန်တောက်ကြဒီနေ့မူအောင်တောက်ကြမယ်လင်းကြီးရေမတောင်းနဲ့တော့ပြဿနာတက်ပြီးဘာပြဿနာတက်တာလဲငါအလုံးရှုံနေတာမမြင်ဘူးလားဒီနေ့တနေ့လုံးရောင်းရငွေက3200ဖြစ်ပြီးဒါပေမဲ့ရင်းနှီးရတဲ့အရင်က9900ဖြစ်နေတယ်ငါတို့တနေ့တည်းနဲ့2500ရှုံးသွားပြီဘလို့လို့ဖြစ်နိုင်မှာလဲဘာလို့ဒီလောက်တောင်ရှုံးရတာလဲတဆိုင်လုံး90%ရှော့ပေးပြီးဘီယာလဲအလကားတိုက်တော့အဲ့ဒီလူတွေကတယောက်တည်းတင်ဘီယာလုံး20ကျော်တောက်ကြတာလေဘီယာဘူးတင်ကုန်သွားတယ်ပြီးတော့ပင်လေစာရင်းကလည်းဘလို့မှပြန်မရနိုင်ဘူးမဖြစ်ဘူးဒီလိုဆက်ပြီးအရှုံးမခံနိုင်တော့ဘူးမနက်ဖြန်သားစပြီး90%ရှော့ဈေးကိုဖြတ်သိမ့်မယ်30%ရှော့ဈေးပဲပြောင်းမယ်ဘီယာကိုလည်းတယောက်ကိုတစ်လုံးပဲကန့်တက်မယ်ဒီနေ့ကစပြီးဟင်းပွဲအားလုံးကိုမူရင်းဈေးအတိုင်းပြန်ပြင်မယ်တဆိုင်လုံး30%ရှော့ဈေးပဲပေးမယ်ဘီယာကိုတယောက်ကိုတစ်လုံးပဲကန့်တက်မယ်တတိဒီလိုလုပ်တာမကောင်းမှုထင်တယ်ကျွန်တော်တို့မနေ့ကတင်3 ရက်တိတိ90%ရှော့ပေးမယ်လို့ပြောထားတာလေဒီနေ့ကျမှပြောင်းရမလားအဲ့တဲ့တွေစိတ်ဆိုးကြလိမ့်မယ်ဘာစိတ်ဆိုးစရာရှိလဲငါတမတ်ချင်တယ်လို့တတ်မှတ်မှာပဲဒါမှဆိုင်မယ်ပြီးတော့နောက်ကူပြည့်လဲစားအရှင်တွေမယူနဲ့တော့အကုန်လုံးအေးခဲထားတာတွေပဲယူတော့အေးခဲထားတာပါဈေးတဝက်တက်တာရဲ့အားဖြစ်ဖြစ်กินပြီးရင်အမွှေးကြိုင်တွေထုလိုက်ရင်အရသာကအတူတူပဲသူချေအေးခဲပြည့်လဲစားနဲ့အရှင်ကအရသာများကြီးกว่าတယ်လေအဲ့တဲ့တွေစားလိုက်တာနဲ့ချက်ချင်းထိသွားလိုက်မယ်အဲ့ဒီအချိန်ကျရင်လူမလာတော့ရင်ဘယ်လိုလုပ်မလဲဘာကြောင့်နေရလဲတလန်းလုံးမှာငါပြည့်လဲစားကင်းဆိုင်တစ်ဆိုင်ပဲရှိတာသူတို့ဒီကိုမလာရင်ဘယ်သွားမှာလဲငါပြောတဲ့အတိုင်းပဲလုပ်ပြဿနာတက်ရင်ငါတာဝန်ယူတယ်မနေ့က3 ရက်တိတိ90%ရှော့ပေးမယ်လို့ပြောထားတယ်မဟုတ်လားဘာလို့ဒီနေ့ကျတော့30%ရှော့ဈေးဖြစ်သွားတာလဲအစီအစဉ်ပြီးသွားပြီမနေ့ကဆိုင်ဖွင့်တဲ့ပထမဆုံးနေ့မို့လို့ဒီနေ့30%ပဲရှော့မယ်စားချင်စားမစားချင်နေမင်းတို့ကဘာလို့ကတိမတီတာလဲလူလိမ်တွေပဲ30%ရှော့ပေးရအောင်မကျေနပ်သေးဘူးလားပတ်စံမရှိရင်အကင်ထွက်ပြီးထမင်းမစားနဲ့တွားကြဆိုအခြားဆိုင်ပြောင်းရအောင်စင်းရသားအုပ်စု30%ရှော့တာတောင်ဈေးကြီးတယ်ပြောနေကြတယ်ကောင်းကောင်းမွန်မွန်မစားနိုင်တာထိုက်ကန်ပါရဲ့ဟိုလူကြီးမင်းတို့အတွင်းကိုကြော့ပါသုံးဆောင်မလဲခင်ဗျာကျွန်တော်တို့ဆိုင်ကပင်လယ်စာတွေကအလက်ဆက်ဆုံးတွေပါအင်းစိတ်သားကင်အချောင်း20ကင်ထားတဲ့ကမကောင်10ကောင်
နားခင်တကောင်ပြီးတော့ဘီယာလုံး40ပေးပါဟုတ်ကဲ့ခင်ဗျာချက်ချင်းလာပါပြီဖူးဒီကကြေးစာကဘာလို့ညှိစွန်းနေနေတာလဲမလက်ဆက်လို့ချင်တယ်ဒီကမှာကောင်းလည်းမဟုတ်ခဲ့ဘူးလက်ဆက်တဲ့အရာသာလုံးဝမရှိဘူးတီချာပေါက်အကြာကြီးအေးခဲ့ထားတာဖြစ်ရမယ်တထေးဒီနားလာပါဦးမင်းတို့ပလေစာတွေကဘာလို့နေနေရတာလဲဟာဘာဖြစ်လို့လဲခင်ဗျာလူကြီးမင်းတို့ဘာအဆင်မပြေတာရှိလို့လဲမင်းတို့ကကြေးစာကနန်းစောနေပြီကိုရောင်းရဲသေးတယ်ပေါ့ရှောက်မပြောပါနဲ့ကျွန်တော်ဆိုင်ကပလေစာတွေကဒီမနေ့ကအရှင်လက်လက်ယူထားတာတွေပါဘယ်လိုလုပ်နေမှာလဲမင်းတို့ကအလကားစားချင်လို့တက်တက်လာပြဿနာရှာနေတာငါသိတယ်တတူကအလကားစားချင်တယ်ပြောတယ်မင်းတို့ဆိုင်ကပလေစာကမလက်ဆက်တာအမှန်ပဲဥစ္စာလစ်ဆန်းအားကောင်းသူလည်းမသိဘူးမစားနိုင်ရင်လည်းမစားနဲ့စင်းရဲသားတွေတတိကျွန်တော်ပြောတာပဲဤခဲပလေစာကမရပါဘူးလို့ဧည့်သည်တွေစားလိုက်တာနဲ့တီးသွားတာပဲပါဆက်ပိတ်ထားမင်းအလုပ်မင်းသွားလို့ဆန်းလင်းကြီးရေဒီနေ့တစ်နေ့လုံး4000ကျော်ကိုပဲရောင်းရတယ်မနေ့ကနဲ့ရှင်ရင်အများကြီးကွာသွားပြီးနာတိတယ်မင်းပြောမနေနဲ့တော့တီချာပေါက်လူချန်ဆိုတဲ့ကောင်ကကွဲရမှာပြဿနာရှာနေတာဖြစ်ရမယ်မဟုတ်ရင်လူတွေဘာလို့မလာပဲနေမလဲအဖေကျွန်တော်တို့ကိုစိတ်သားခင်အချောင်း30ကမကောင်အကောင့်20ခင်ပေးပါပြီးတော့ဘီယာ3ဖာပေးဦးရတယ်တားကြီးချက်ချင်းလုပ်ပေးမယ်ပတ်စံထက်မပေးပြန်ဘူးလားဖျားနေတာနဲ့ပါပေါင်းရင်ဒါနဲ့ဆို3ရက်ရှိပြီသူနဲ့သူ့တငယ်ချင်းတွေတဲ့9800ဘိုးလောက်စားသွားပြီတားကသူ့တငယ်ချင်းတွေကိုခေါ်လာပြီးအားပေးတာပဲဘာပတ်စံပေးရမှာလဲစကားများမနေနဲ့နင်းမြန်သွားကြည့်ပေးလိုက်စမ်းပါဘီယာတောက်ကြစို့အရင်စုမြန်တာပဲပတ်စံရှင်းကြစို့ဟင်းငါသားကတကယ်ကိုခံရတာပဲလင်ကြီးဒီလိုဆက်သွားရင်မဖြစ်ဘူးနော်ငါတို့အလှရှုံလိမ့်မယ်မဖြစ်ဘူးငါဒီတိုင်းအရှုံးမပေးနိုင်ဘူးမနေ့ဖြန်ကြရင်ငါလက်ကန်းစာဆောင်1000သွားရိုက်မယ်လူတွေမလာဘူးဆိုတာငါမယုံဘူးပြီးတော့မနေ့ဖြန်သားစားပြီးအကင်ချောင်းတွေအားလုံးကိုဈေးတစ်ဝက်လောက်တီးတင်မယ်တချောင်းချင်းစီမှာအသားကိုနည်းနည်းစီရှော့ထည့်မယ်ဒါဆိုရင်အရင်နည်းနည်းတက်တာသွားလိမ့်မယ်ဘာလဲဖြစ်စားတဲ့သူတွေကမသိနိုင်ပါဘူးတက်တာတလောက်တက်တာပေါ့ဒီလိုပဲလုပ်ရတော့မှာပေါ့နောက်ဆုံးတစ်ရက်ပဲကြံတော့တယ်မနေ့ဖြန်ကြရင်ပွဲကောင်းကြီးကြည့်ရတော့မယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဝင်းချင်းဖြစ်ပါတယ်မကြသေးခင်ကကျမရဲ့စာမျက်နှာမှာပရိသတ်တွေများကြည့်လာပြီးစာချန်ထားကြတယ်ဝင်းမင်းလက်မှာတာဖူပင်းလဲစာခင်ဆိုင်အသစ်ဖွင့်ထားတဲ့3ရက်စောပြီးဖွင့်လှစ်ထားတာဖြစ်ပြီးအစီအစဉ်တွေကလည်းအရန်အော်ကိုကောင်းတယ်လို့ပြောကြတယ်ဒါပေမဲ့အချို့ပရိသတ်တွေကလည်းအဲ့ဒီဆိုင်ရဲ့တထေးကလူချင်းဝင်မရှိဘူးလို့ပြောကြတယ်ဈေးနှုန်းတွေကိုချက်ချင်းတူးမြင့်ပြီးနန်းစော်နေတဲ့ပင်လယ်စာတွေကိုရောင်းချနေတယ်တဲ့ဒီနေ့တော့ကျမကိုယ်တိုင်ဆိုင်ကိုတွားရောက်စစ်ဆေးပေးမှဖြစ်ပါတယ်ဒီဆိုင်ကတကယ်ဘယ်လိုလဲဆိုတာကိုကြည့်ရအောင်နော်ဒါအပြင်ပရိသတ်တွေညှို့ထားတဲ့လူချန်ရဲ့ပင်လယ်စာကင်ဆိုင်ကိုလည်းတွားကြည့်အောင်ပါသူတို့ကမနေ့ကတည်းကဝင်ဖွင့်မှာဆိုတော့ကျူတင်ပြီးတွားလေးလာတာပေါ့အိုးဒါနာမည်ကြီးလာတဲ့ဘလော့ကမဟုတ်လားကျွန်တော်ဆိုင်ကိုလာရောက်အားပေးတာတကယ်ကိုဂုဏ်ယူစရာပါပဲတထေးချန်မင်္ဂလာပါကျမကဆိုင်ကိုလာရောက်စစ်ဆေးတာပါဥပါရီလာစစ်ဆေးနေတာလေဒီနေ့သုံးဆွဲသမျှအကုန်လုံးကိုမအလကားကျွေးမယ်မင်းကြိုက်တာမှန်သမျှအကုန်စိတ်ကြိုက်မှာပါဒါကတော့ငါရဲ့စေတနာလေးပါဘာမှအားနာမနေပါနဲ့မင်းဘက်ကလည်းငါဆိုင်အတွက်သုံးသက်ချက်အကောင်းလေးရေးပေးပြီးလှပတဲ့တပ်ပုံလေးတွေအများကြီးရိုက်ပေးပါဦးတထေးချန်ကျမမှာဆိုင်စစ်ဆေးတဲ့ကူပိုင်မူဝါဒရှိပါတယ်ကျမကအရသာနဲ့အရေးသွေးကိုပဲကြည့်တာပါဘလူတစိုးလက်ဆောင်တဲ့ပတ်စံကိုမှလက်မခံပါဘူးရှင်တို့ဆိုင်ကပစ္စည်းတွေတကယ်ကောင်းမွန်နေဆိုရင်ရှင်မပြောလဲကျမအမှန်တိုင်းညှို့ပေးမှာပါတကယ်လို့မကောင်းဘူးဆိုရင်တော့ကျမကိုပတ်စံဘယ်လောက်ပဲပြီးအလကားပါပဲဟုတ်ကဲ့မင်းပြောတာမှန်ပါတယ်ငါအလောတကြီးဖြစ်သွားတယ်ဒါဆိုရင်လည်းစိတ်ကြိုက်ထိုင်ပါဦးစားချင်တာရှိရင်အာမနာတမ်းပါပါကင်ထားတဲ့ကမာကောင်ကင်ထားတဲ့ကကြေးစာကင်ထားတဲ့စိတ်ကြောက်ကနဲ့ကင်ထားတဲ့ခရမ်းတီးပေးပါဟုတ်ကဲ့ခင်ဗျာချက်ချင်းယူလာပေးပါမယ်ဒီကမာကောင်ကလုံးဝမလက်ဆက်ဘူးတိတာထင်ရှားတဲ့နီးစောနာနာမျိုးရှိနေတယ်ပြီးတော့အသားကလည်းတောင်တင်းချောက်ထွေနေတယ်တိုးပေါက်6လထံဘကအေးခဲထားတာဖြစ်ရမယ်ကင်ထားတဲ့ကကြေးစာကလည်းအကျက်လွန်နေတယ်ဝါလို့တောင်မရဘူးပြီးတော့အမွှေးကြိုင်တွေအများကြီးထည့်ထားတော့ပလေစာရဲ့မူရင်းရတာကိုလုံးဝဖုံးကွယ်သွားစေတယ်အရေးကြီးဆုံးကတော့အကင်ချောင်းတွေကအခြားဆိုင်တွေထက်အများကြီးတင်းငယ်နေတာပဲခြုံငုံပြီးပြောရရင်တော့ဒီဆိုင်ရဲ့အရေးသွေးကအရန်ကိုစိုးရပါတယ်ပလေစာတွေကမလက်ဆက်ဘူးပမာဏကလည်းမပြည့်စုံဘူးဈေးနှုန်းကလည်းကြီးမားနေသေးတယ်ဒါအပြင်ဆိုင်တစ်ထေးကပတ်စံပေးပြီးကျမကိုတင်သွင်းမှုစူးစမ်းခဲ့သေးတယ်တတဲ့အမားတွေရေးခိုင်းဖို့ပေါ့ဒါကြောင့်အားလုံးကိုမညွှန်းချင်ပါဘူးဘာကောင်းလဲမသိတဲ့ဘလော့ကမျက်နှာပေးတာကိုမယူချင်ဘူးပေါ့စောင့်ကြည့်ကြသေးတာပေါ့မင်းကိုဒီလောကထဲမှာဆက်ပြီးရက်တီလို့မရအောင်ငါလုပ်ပြမယ်ဒီဆိုင်ကမနေ့ကမှဖွင့်မှာပါဒါပေမဲ့ဆိုင်ရှင်ကဖြစ်စင်နေပြီပဲကြည့်ရတာတော်တော်တန်ရှင်းတာပဲဆိုင်ရှင်အကင်ကင်နေတဲ့ပုံစံကလည်းတော်တော်စိတ်ဝင်စားရှိလာတယ်ငါတို့ထဲဝင်ပြီးနှုတ်ဆက်လိုက်ရအောင်အဲ့ဒီချိန်မှာပဲငါတော့သွားပြီဆိုတာတီးလိုက်တယ်ဆိုင်ရှင်ကကြောင်ကြည့်နေတာပဲမဟုတ်တာတွေမပြောနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆိုင်ကမနေ့ကမှတရားဝင်ဖွင့်မှာပါတိပါတယ်ကျမကအစားတောက်ဘလော့ကစုံဝင်ချင်းပါရှင်တို့ဆိုင်ကအကင်တွေအရန်ကောင်းတယ်လို့ကြားလို့ကျူပြီးသားကြည့်တာပါမင်္ဂလာပါကျွန်တော်ကလူချမ်းပါအတော်ပဲကျွန်တော်ခင်ဆန်းခင်နေတာအစင်ပြေရင်မြည်ကြည့်ပါဦးအခုတင်ခင်ပြီးတာလေးမြည်ကြည့်ပါဦးအရန်ကောင်းတာပဲဂျင်းခူကအရန်လက်ဆက်တယ်အသားကလည်းနူးညံ့ပြီးအရီရွှဲနေတာပဲ
အထူးလုပ်ထားတဲ့ sauce အရသာကလည်းခွက်တီပဲညီနဲ့လုံးဝမရှိဘူးဂီတူတာကင်ကလည်းရှယ်ပဲအထင်ကကျွတ်ပြီးအထက်ကနူးညံ့နေတာပဲညှိစော်လဲလုံးဝမနှံဘူးကျုံမီတို့ရေငါတော့မနှက်ခန့်ဆိုင်ဖွင့်ပွဲကူတော့မျောလင်းနေပြီမလိုပါဘူးကျွန်တော်ကြွေးတယ်လို့ပဲသဘောထားလိုက်ပါဘယ်ဖြစ်မလဲဈေးရောက်ရတာမလွယ်တာပတ်စံတော့ပေးရမှာပေါ့ကဲတထေးလူမနှက်ခန့်ကြရင်ကျမမိလာခဲ့မယ်ရှင့်အတွက်တေချာကြုံညာပေးမယ်လေကျေးဇူးတင်ပါတယ်မနှက်ခန့်ကြရင်အကောင်းဆုံးနေရာခြံထားပေးပါမယ်တထေးကြရင်လည်းလိုက်ရိုက်လေမဟုတ်တာတွေမပြောနဲ့အလို့မြင်လို့မနှက်ခန့်ဆိုင်ဖွင့်ရတော့မှာဘလော့ကစုပ်ဒါကနည်းနည်းပေါက်ပါယူထားလိုက်ပါမနှက်ခန့်ကြရင်ကျွန်တော်အတွက်စကားကောင်းလေးနှစ်ခွန်းလောက်ပြောပြရင်ရပါပြီရှင့်အတွက်တေချာကြုံညာပေးမယ်လေကျေးဇူးတင်ပါတယ်မနှက်ခန့်ကြရင်အကောင်းဆုံးနေရာခြံထားပေးပါမယ်တထေးကြရင်လည်းလိုက်ရိုက်လေမဟုတ်တာတွေမပြောနဲ့အလို့မြင်လို့မနှက်ခန့်ဆိုင်ဖွင့်ရတော့မှာဘလော့ကစုပ်ဒါကနည်းနည်းပေါက်ပါယူထားလိုက်ပါမနှက်ခန့်ကြရင်ကျွန်တော်အတွက်စကားကောင်းလေးနှစ်ခွန်းလောက်ပြောပြရင်ရပါပြီဟာအယူပဲဒေါက်တာချန်ကတော်တော်ယုံစရာကောင်းတာပဲလာပြီးလက်ထိုးနေတယ်ဒီနေ့ဆိုင်ဖွင့်ပြီးအားပေးဖို့အရောက်လာခဲ့မယ်အထုအယောင်ကြော်ညာတွေကိုညှိစံကြစုကြည့်လိုက်ဦးဗီဒီယိုကဒေတာတွင်ရေပန်းအစားဆုံးနံပါတ်1ဖြစ်သွားပြီကြည့်ရှုနှုံ9တန်းကျော်သွားပြီးကျေးဇူးတင်ပါတယ်စုံဝမ်ချင်းနင်းလို့ကောင်းမဆုံးတာနင်းကိုအလွတ်မပေးဘူးဘာဖြစ်လို့လဲအဖိုးကြီးရဲ့ဘာကိစ္စရှိလို့လဲအဲ့ဒီစုံဝမ်ချင်းကငါတို့ကိုတိုက်ခိုက်တဲ့ဗီဒီယိုတင်လိုက်တယ်ငါတို့ကပုံနေတဲ့ပြည်လဲစာတွေရောင်းနေတဲ့ပြီးတော့သူရဲကောင်းလုပ်ပြီးနတ်စီကလက်ငွေယူရဲတဲ့ဒီမိမကတော်တော်ရုံမာတာပဲငါတို့စီးပွားရေးကိုတမင်ချက်စီးတာငါသူ့ကိုတွားတိုင်မဲ့အသေးဖြတ်မှုနဲ့တရားစွဲမယ်ချန်နာဖုနေလို့စိတ်ကုတ်ခဲ့ကောင်ပုံမိတဲ့ပြည်လဲစာတွေရောင်းလို့ငါဝမ်ရှော့နေပြီးပတ်စံရောပေးဟုတ်တယ်ပတ်စံရောပေးစီးဖူးလည်းပေးနင်တို့ကအလကားစားချင်လို့တွေနင်တို့ပြည်လဲစာတွေကပုံနေတာကိုအမှန်ပဲလားငါကြည့်ရတာနင့်ရဲ့ပတ်စံလေးတွေပျောက်တော့မှထင်တယ်နောက်ဆိုဒီဆိုင်ရုပ်ကိုဘယ်တော့မှမလာတော့ဘူးအမြဲတမ်းစုပ်ဝင်ချင်းဆိုတဲ့ကောင်မစုပ်ကြောင်ပဲအမြဲတမ်းလူကျန်းဆိုတဲ့ကောင်ရုပ်ကြောင်ပဲငါသူတို့နဲ့အသေးလဲချပြစ်မဲ့ပြုံမီတို့ရေကိုကျန်းရဲ့ပြည်လဲစာကင်ဆိုင်ဒီနေ့တရားဝင်ဖွင့်ပါပြီလူတွေအများကြီးပဲကြည့်ပါဦးကြည့်လိုက်ဦးဒီချင်းခီဦးလေအခုတင်မိဖို့တွေကထွက်လာတာတစ်ချက်ကြည့်လိုက်ရုံနဲ့တင်မှုေးနေတာပဲလာပြီးဧည့်သည်တွေလာပြီးမိမရေမြင်းမြန်းပြင်းဒီနေ့တော့တေချာပေါက်အမြတ်ဆိုအများကြီးရမှာပဲကောင်းလိုက်တာနောက်ဆုံးတော့လူလာပြီဟင်းမသွားပါနဲ့ဦးကျွန်တော်တို့ဆိုင်90ရာခိုင်နှုန်းရှော့စီရှိတယ်ဘာဖြစ်တာလဲသူတို့ဘာလို့ဟိုဘက်ကိုအကုန်သွားကြတာလဲလမ်းမသွားတာလားမဟုတ်ဘူးမဖြစ်နိုင်တာဟေးအကူကြီးကျွန်တော်တို့ဆိုင်ဒီနေ့တစ်ဆိုင်လုံး90ရာခိုင်နှုန်းရှော့စီရှိတယ်ဗီယာလကားတောက်ရမယ်ပြည်လဲစာတွေတော့လည်းအလက်ဆက်ဆုံးပဲဟိုဘက်ထက်အများကြီးတက်တာတယ်ဝင်ကြီးကြည့်ပါဦးမကောင်းရင်ပတ်စံမပေးနဲ့မဟုတ်ဘူးကျွန်တော်တို့ကုမ္ပဏီကဒီဘက်မှာပဲအကုန်စားဖို့စီစဉ်ထားတာမဟုတ်ဘူးကျွန်တော်တို့ကချာဟန်ဂရုကဝန်ထမ်းတွေပါကုမ္ပဏီကအကုန်ကြခံတာဒီဘက်မှာပဲစားလို့ရမယ်ဟိုဘက်ဆိုင်ကတော့မကြဘူးဒီလူတွေကအရင်ကငါဆိုင်မှာနေတိုင်းလာစားနေတဲ့ဧည့်သည်တွေမဟုတ်ဘူးလားသူတို့နေတိုင်းနေလေကောညဘောအချိန်မှရောက်လာကြတာမိုးရွာလေတိုက်တိုက်မကက်ကွက်ဘူးငါကသူတို့တွေကိုအနီးနားကလူတွေလို့အမြဲထင်နေတာငါဆိုင်နေရာကြောင့်လာကြတာထင်နေတာတကယ်တော့သူတို့ကချာဟန်ဂရုရဲ့ဝန်ထမ်းတွေပဲတထဲလူခရုရုံကျုံနဲ့အနီးနားကအခွဲ3ခုကဝန်ထမ်းတွေအကုန်ရောက်နေပါပြီစုစုပေါင်း1200ရှိပါတယ်ထမင်းစားဆောင်ဘက်မှာစီစဉ်ထားပြီးပါပြီလေးတုပ်ခွဲပြီးစားပါမယ်တတုပ်ကို300စီပါစားတော့မဲ့နေရာ4ခုခွဲထားပါတယ်မတိချက်ပါဘူးလူတွေကိုမတိုးဖို့ပြောထားပါစီစဉ်တိုင်းဝင်ကြပါမိဖို့ကြောင့်ကိုမာလိုက်ပါဝင်တစ္စည်းတွေကတေချာပေါက်လက်ဆက်ရမယ်မလောက်ရင်အချိန်မီထပ်ဖြစ်ပါဒီနေ့ဆိုင်ဖွင့်ပွဲလူတိုင်းကိုတိတိကျကျကျွေးမွေးရမယ်နားလဲပါပြီးအခုပဲသွားစီစဉ်လိုက်ပါမယ်ဒါပေမဲ့ငါကတော့အရေးထဲမှာရက်နေရတဲ့လူပြက်တယောက်လိုပဲဘယ်လိုဖြစ်တာလဲဘာလို့ဧည့်သည်တယောက်မှမရှိတာလဲငါတို့အိမ်ငါတို့ပတ်စံငါတို့ရဲ့ဘော့ရှိကအကုန်သွားပြီးငါကချာဟန်ဂရုရဲ့ဥက္ကဋ္ဌရှိမှတော့လာဆရာလုပ်နေမိရဲ့ငါတကယ်ယူပဲအဖိုးကြီးလူကျန်းနေနဲ့ငါမပြီးသေးဘူးအဖိုးကြီးတော့ပါတော့ငါတို့သူတို့ကိုမပြန်နိုင်ပါဘူးငါတို့ဆိုင်ကိုလွှဲပေးလိုက်ပြီးဇာတိမြေကိုပဲပြန်ရအောင်လွှဲပေးရမယ်ဟုတ်လားငါ3တန်းလောက်ရင်းထားတာလွှဲပေးလိုက်ရင်ငါသားလေးပဲတောက်ရမှာလားသူကငါဧည့်သည်တွေကိုလူနိုင်တာမဟုတ်ဘူးလားငါသူ့ကိုဒီလမ်းထဲမှာနေလို့မရအောင်လုပ်ခဲ့မယ်ဘာလို့လဲညစည်းစီမံခန့်ခွဲရေးကတန်ရှင်းရေးကြီးကောက်ပြီးသားလေဟုတ်တယ်သူချန်နာဖူးကဘာကောင်းမို့လို့လဲဟုတ်တယ်ဒါပဲဒါမတရားလူယူတာမဟုတ်ဘူးလားဟုတ်တယ်သူတော်တော်လုံသွားပြီသူကအကင်ဆိုင်ဖွင့်ထားတာပဲဘာလို့ငါတို့ကိုလာကြုတ်ကင်နေတာလဲဟုတ်တယ်သူကဘာကောင်းမို့လို့လဲဘာလို့လဲအခုငါကဒီလမ်းရဲ့မန်နေဂျာဖြစ်နေလို့ပဲဒီနေ့ကစပြီးဒီလမ်းမှာပြောတာအတီးပဲဘသူပတ်စံမပေးရဲလဲငါသူ့ဆိုင်ကိုရိုက်ခွဲဖြစ်မယ်ငါမပေးဘူးမင်းနာတပြတိုက်တာပဲဟင်းတပြတိုက်တော့ဘာဖြစ်လဲဒီနေ့မင်းပတ်စံမပေးရင်ဒီမှာဆိုင်လာမခင်းနဲ့တော့ဟာကြည့်လိုက်ဦးမနက်ခင်းတင်1000ကျော်ရပြီဟာဒီလိုပဲပတ်စံရှာရတာမြန်တယ်အဖေကတော်တာပဲနောက်ဆုံးမတို့နေတိုင်းလာကောက်ကြမယ်ကျူမီတို့ရေးကြည့်လိုက်ဦးကိုကျန်းပြည်လဲစာခင်း
ဖွင့်တဲ့ပထမဆုံးနေ့တင်ဒီလောက်စီကားနေတာနာမည်ကြီးတာမဟုတ်ဘူးပဲအခုတင်ခင်ပြီးတာလေးမြည်ကြည့်ပါဦးတမင်ချန်ထားပေးတာအရန်ကောင်းတာပဲရှင်းလိုက်ရကတော်တော်ကောင်းတာပဲသူချီချန်နာဖုကဟိုဘက်မှာတအိမ်တဆင်းဆက်ကြီးကောက်နေတယ်ဒေါ်တော်ကျန်းရဲ့ဆိုင်တော်ရိုက်ခွဲခံလိုက်ရတယ်သူကတော့တကယ်ဥပဒေမဲ့လွန်လာပြီတော်တော်လွန်တာပဲနာဒီเจ้าကိုဖွင့်ချဖြစ်မယ်လူတိုင်းသူ့မျက်နှာဖုံးကိုမြင်အောင်လို့ကောင်းပြီနာတူဥက္ကဋ္ဌကျန်းကိုဈေးကွက်ဆောင်ခီရဲ့အဖွဲ့နဲ့ရဲစခန်းကိုဆက်သွယ်ခိုင်းထားပြီးပြီသူတို့မကြခင်လာလိမ့်မယ်ချန်နာဖုကသူ့ဘာသာမန်နေဂျာလုပ်ပြီးငါတို့စီကပတ်စံတွေကိုအတင်းအဓမ္မကောက်နေတာဟုတ်တယ်သူပဲတော်တော်ကျဲရဲ့ဆိုင်ကိုလည်းရိုက်ခွဲသွားတာမင်းတို့ငါတို့အတွက်တိတိကျကျဆုံးဖြတ်ပေးပါဦးဟုတ်တယ်ချန်နာဖုတယောက်ယောက်ကမင်းကိုစိုက်သမားတွေစီကပတ်စံတွေအတင်းအဓမ္မကောက်ခံတယ်လို့တိုင်ထားတယ်သူတပားပိုင်ဆိုင်မှုကိုတမင်ဖျက်ဆီးရယ်ငါတို့နဲ့လိုက်ခဲ့ပေးပါဦးအထင်လွဲတာပါအကုန်လုံးအထင်လွဲတာရှိမရှိစခန်းရောက်မှရှင်းကြတာပေါ့မင်းရဲ့အုတ်ထင်းသူစိုးမေဖုံကနင့်နာသူတော်တော်ကျန်းကိုနင့်နာကြီးကုန်းအောင်ပေးရမယ်၃ရက်အတွင်းအပြည့်ရှင်းရမယ်ဒီတစ်ခါတော့မင်းကိုအခွင့်အရေးတစ်ချိန်ပေးလိုက်မယ်နောက်တစ်ခါထပ်ဖြစ်ရင်ဒီတော့နဲ့မပြီးဘူးပြန်ပြီးတိတိကျကျဆင်ခြင်ပါကောင်းပါပြီလူကျန်းစုံဝန်ချင်းနင်တို့တွေနောက်တစ်ခါပေါ့ငါနင်တို့ကိုအလွတ်မပေးဘူးအဖိုးကြီးတော်ဘာတော့မရှုပ်ပါနဲ့တော့ထပ်ရှုပ်ရင်ငါတို့တကယ်ပဲမိသားစုဖြိုကွဲတော့မယ်ပါဇက်ပိတ်ခါဆုံးမကောင်းမှငါဆုံးရှုံးသွားတာတွေကိုတေချာပေါက်ခင်ရှာရမယ်မတိချင်ရင်မရှုပ်နဲ့အဖိုးကြီးအခုဧည့်သည်တယောက်မှမရှိတော့ဘူးငါတို့ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရမလဲအေးစီပဲငါမယုံဘူးငါဆိုင်ကိုလူမလာဘူးဆိုတာတွားခိုးတောင်ထဲကတက်တန်းကုန်နေတဲ့အမွှေးကြိုင်တွေကိုအကုန်ထုတ်ခဲ့အရသာတင်းလေးတွေအများကြီးခဲ့ပြီးအနံ့ကိုဖုံးကွယ်ထားလိုက်အနံ့ကိုမွှေးနေအောင်လုပ်လိုက်ဒါပေမဲ့အဲ့ဒီအမွှေးကြိုင်တွေကတက်တန်းကုန်တာ6လက်ရှိပြီလေစားရင်ဒုက္ခရောက်ကုန်မယ်ဘာဒုက္ခရောက်မှလဲဒါပဲဖြစ်ဖြစ်လူသေးတာမှမဟုတ်တာဧည့်သည်တွေကိုပြန်ဆွဲဆောင်နိုင်ရင်ရပြီတင်းလေးစားအကုန်လုံး10ရာခိုင်နှုန်းပဲရောက်မယ်တရားဘူးစားရင်တရားဘူးလက်ဆောင်တစ်ဆိုင်လုံး90ရာခိုင်နှုန်းလျှော့စီတစ်ဆိုင်လုံး90ရာခိုင်နှုန်းလျှော့စီဟာဒေါက်တာလီလူနာ6ယောက်စလုံးက LA1 လဲရှော့ဖိုင်တဲ့အအောင်ခါးလက်ထားနေကြတယ်အနည်းဆုံး39ဒီဂရီထိခါးနေတာအကုန်လုံးကဥလန်းကြောင်ရောင်တာမြင်မြန်စီးသွင်းမှုစီစဉ်လိုက်ပါစုံစမ်းကြည့်ဦးသူတို့ဒီညဘာတွေစားခဲ့ကြလဲသူတို့ညကဘာတွေစားခဲ့ကြလဲသူတို့အကုန်လုံးကဝှီမီလန်ကကာဖူးပင်လဲစာအကင်ဆိုင်မှာတွားစားခဲ့ကြတာညစ်နဲ့တကောင်ကြီးမင်းတို့ဘာလုပ်တာလဲတယောက်ယောက်ကခမရတို့ဆိုင်ကအကင်တွေကြောင့်လူအများကြီးအစာစိတ်တင်တယ်လို့တိုင်ထားတယ်ကျွန်တော်တို့စစ်ဆေးရမယ်ချန်နာဖူးခမရကလိုင်စင်မရှိပဲလုတ်ကင်နေတယ်လို့တန်တရားရှိရယ်ပြီးတော့တက်တန်းကုန်စိုးရတဲ့အစားတောက်တွေရောင်းချတယ်စားသုံးလို့မရတဲ့ပစ္စည်းတွေကိုတရားမဝင်ထည့်သွင်းထားတယ်အခုဥပဒေအရခမရတို့ဆိုင်ကိုချိပစ်လိုက်ပြီဂန်ငွေတသိန်းချမှတ်တဲ့15ရက်အတွင်းပြည်ဆောင်ရမယ်တရားဝင်လုတ်ကင်ခွင့်လိုင်စင်မရမချင်းဘယ်အစားတောက်လုပ်ငန်းကိုမှလုတ်ကင်ခွင့်မရှိတော့ဘူးအကုန်သွားပြီးဒီမျိုးကဝှီမီလန်ကအကင်ဆိုင်တစ်ဆိုင်ကတက်တန်းကုန်အစားတောက်တွေရောင်းချလို့လူအများကြီးအစာစိတ်တင်စီခဲ့တယ်ကြည့်လိုက်ဦးအင်တာနက်အသုံးပြုသူတွေကချန်နာဖူးကိုအကုန်ဆဲနေကြတာသူကတော်တော်စိတ်ပုတ်တာပဲပြီးတော့လူအများကြီးကလည်းဈေးကွက်ဆောင်ကြည့်ရဲ့ဖွဲ့ကိုသွားတိုင်ကြမယ်တဲ့ဒါကသူခေတ္တသူခံတာပဲတတိချန်ဒီလအတွက်ပြလဲစာစေတနာဘယ်တော့သွင်းမှလဲဟဲလို့တတိကြောက်ကျွန်တော်ဆိုင်ချစ်ပိတ်ခံလိုက်ရလို့ပစ္စည်းသွင်းလို့မရတော့ဘူးစာချုပ်ခက်သိမ်းလို့ရမလားစာချုပ်ခက်သိမ်းမယ်ဟုတ်လားစာချုပ်ပါသဘောတူညီချက်ရခမရကကျွန်တော်ကိုစုစုပေါင်းကုန်ပစ္စည်းတန်ဖိုးရဲ့30ရာခိုင်နှုန်းရော်ကြေးပေးရမယ်စုစုပေါင်းတန်းနဲ့8သိန်းတတိကြောက်ခမရတပြတိုက်နေတာလားဒါကစာချုပ်ထဲမှာရေးထားတာလေအစားကခမရကိုယ်တိုင်လက်မှတ်ထိုးခဲ့တာငါမင်းကိုပြောလိုက်မယ်ချန်နာဖို့3ရက်အတွင်းတန်းနဲ့8သိန်းကိုငါအကောင့်ထဲလွှဲပေးမဟုတ်ရင်ငါမင်းကိုတရားစွဲမယ်အဲ့ဒီချိန်ကျရင်မင်းရဲ့အိမ်ကဥပဒေအရလေးလံပြစ်ခံရလိမ့်မယ်သွားပြီပြီးပါပြီအကုန်လုံးသွားပါပြီတတိမင်းချန်ကြီးကျွန်တော်တို့လုပ်လာတာတလကျော်ရှိပြီလက်ကတပြားမှမရသေးဘူးဒီနေ့တော့အပြည့်ရှင်းပေးရမယ်ငါမှအခုတကယ်ပတ်စံမရှိလို့ပါနောက်ထပ်ရက်နည်းနည်းလောက်ထပ်ဆောင်ပေးကြပါဦးထပ်ဆောင်ရမယ်ဟုတ်လားငါတို့ခမ ्या ကိုစောင့်ပေးခဲ့တာအခါခါရှိပြီလာမယ့်လဆိုနာတာအကြောင်းလက်ကတွင်းရတော့မယ်ငါမိမလည်းစေယုံမှာခွဲစိတ်ဖို့စောင့်နေတာခမ ्या ကငါတို့ကိုဘယ်လိုလုပ်ပြီးအသက်ဆက်စေချင်တာလဲတတိမင်းချန်နမောင်လေးလည်းအဆောင်လက်ခပေးဖို့မလက်ခကိုစောင့်နေတာခမ ्या စကားပြတ်လို့မရဘူးလေဟုတ်တယ်ငါတို့ကိုလက်ခပေးငါတို့လည်းထမင်းစားရမယ်မိသားစုကျွေးရမယ်ဒီနေ့လက်ခမရရင်ငါတို့မပြန်ဘူးမသိပါရဲ့အားလုံးဒုက္ခရောက်နေကြတာငါသိပါရဲ့ဒါပေမဲ့ငါမှအခုတကယ်တပြားမှမရှိတော့လို့ပါငါဆိုင်လည်းအချိပိခံလိုက်ရပြီအကျွေးတွေလည်းပက်လေဝိုင်းနေပြီခမ ्या ကလက်ခမပေးဘူးဆိုရင်တော့ငါတို့လည်းအလုသမားယုံကိုသွားတိုင်ယုံပဲရှိတော့တယ်အဲ့ဒီကြရင်လက်ခတွေမခတ်ဘူးနင့်နာကြီးပါပေးရလိမ့်မယ်ခမ ्या ရဲ့နာမည်လည်းလုံးဝပြည့်စည်သွားစေရမယ်ချန်နာဖူးခမ ्या လိုလူလိမ့်နားရဲ့3သိန်းပြန်ပေးဒါကခမ ्या တူလေးမိမယူကိုစုထားတဲ့တင်တောင်းဝေတွေလာမယ့်လဆိုသူမင်္ဂလာဆောင်ရတော့မှာခမ ्या ပတ်စံမပြန်ပေးရင်သူ့မိမပြေးတော့မှာဒါဖူး
နားရဲ့နှစ်သိန်းကခမည်းတော်မလေးတက္ကသိုလ်တက်ဖို့အတွက်နောက်တစ်လဆိုကျောင်းလာခတွင်းရတော့မှာအခုချက်ချင်းပြန်ပေးရမယ်နားရဲ့တသိန်းခွဲအိုစာမင်းစာပတ်စံတွေလည်းရှိသေးတယ်မပြီးရင်ခမည်းအိမ်မှာပဲအတိခတ်လိုက်မယ်နားရဲ့9000ကတော့အမေခွဲစိတ်ဖို့အတွက်ဒီနေ့အပီပြန်ပေးရမယ်မစူကြပါနဲ့မစူကြပါနဲ့နားမှာအခုပတ်စံမရှိဘူးတပြားမှမရှိတော့ဘူးပတ်စံမရှိဘူးဟုတ်လားမဖြစ်နိုင်တာငါတို့မယုံဘူးအမှန်တိုင်းပြောစမ်းငါတို့ပတ်စံတွေကိုဘယ်မှာသွားပြုံးဖြစ်လိုက်တာလဲခင်ဗျားပတ်စံတွေကိုဝတ်ထားရသေးကြတယ်အားလုံးပဲသူထွက်မပြေးပါစေနဲ့ငါတို့သူ့အိမ်တကားဝမှာပဲစောင့်နေကြမယ်ပတ်စံမရရင်ဘယ်သူမှမပြန်ကြနဲ့သွားပြီအိမ်ကတော့ပြက်စီးပြီမာတော့သူတို့နဲ့တူအကျွေးမဆက်ချင်ဘူးအမြန်ကြီးမှတော်သေးတယ်ပြီးခဲ့တဲ့အပတ်ကပေါ်ရှိကားကိုခိုးရောက်ပြီးလက်ငင်းပတ်စံ3သိန်းချန်ထားလို့မဟုတ်ရင်ဒီတခါတော့သူတို့နဲ့တူအကျွေးနို့နဲ့တော့မှငါတခြားမြို့ကိုပဲအလုပ်သွားလုပ်တော့မယ်ချန်တာဘူးနင်းကြောင့်အကုန်ပြက်စီးရတာဒါလည်းပြေးပြီအိမ်လည်းမရှိတော့ဘူးပတ်စံလည်းကုန်ပြီနားနင်းနဲ့ရှေ့ဆက်မရှောင်နိုင်တော့ဘူးကွာရှင်းမယ်ဟုတ်လားမင်းကနားကိုကွာရှင်းမလို့လားဟုတ်တယ်ကွာရှင်းမယ်ငါနင်းနဲ့ဒီလိုရေတထိတ်ထိတ်နေရတဲ့ရက်တွေကိုမဖြတ်တန်းကျင်တော့ဘူးဘာလို့လဲဘာလို့ဒီလိုတွေဖြစ်ကုန်ရတာလဲလူချမ်းမင်းကြောင့်အကုန်ဖြစ်ရတာမင်းသာမရှိရင်နာကအခုထိဝင်ငွေကောင်းနေတဲ့တထင်းမင်းချမ်းဖြစ်နေတော့မယ်ငါမကောင်းရင်မင်းလည်းကောင်းကောင်းမနေရစေရဘူးဘာလို့လဲသူကကြတော့ဒီလောက်ကောင်းကောင်းနေရပြီငါကြတော့ဘာလို့ဒီလောက်ထိဒုက္ခရောက်ရတာလဲလူချမ်းမင်းရဲ့ကင်းတွေကိုမန်ပြီးဆက်အောင်ငါလုပ်ပြမယ်ခီးတွားတွေအားလုံးမင်းဆိုင်ကအစားအသောက်တွေကိုမကောင်းဘူးလို့ဆဲစေရမယ်မင်းဆိုင်ဖွင့်လို့မရအောင်လုပ်ပြမယ်ကောင်းလိုက်တာစဖုံမှုတွေအကုန်ရှိမှအလုရှုပ်နေကြတာဘယ်သူမှငါ့ကိုတတိမထားမိကြဘူးချန်နာဘူးခမည်းပါလို့နေတာလဲနားကင်မရာမီးဘူးချောင်းနဲ့ကြံခဲ့လို့ဝေလာလာနဲ့ခမည်းပြပြတလဲနဲ့ပါလို့နေတာလဲမာသူ့ဆိုင်ကိုဖြက်စီးခင်မလို့ငါလိုပဲတူတယ်ဘာမှမရှိအောင်လုပ်ခင်မယ်ချန်နာဘူးခမည်းယူနေပြီလားဒီလိုလုပ်တာဥပဒေနဲ့မလုပ်ဘူးလေဟာနာအခုဒီချိန်နေထိရောက်နေပြီပဲဥပဒေကိုကြောက်စရာလို့သေးလို့လားလူချမ်းကနားရဲ့အရာရာကိုဖျက်ဆီးခဲ့တာနာသူနဲ့တူအသေးခံမယ်ချန်နာဘူးခမရတည်ချင်နေတာပဲနင်းမြန်အမြန်လို့ဝိုင်းကင်းဝန်ချင်းမင်းဘလို့နေလဲတခုခုဖြစ်သွားသေးလားနာဘာမှမဖြစ်ပါဘူးလက်မောင်းကနည်းနည်းနာသွားတာပဲရှိတာပါဟဲလိုအခင်းချစ်ပွားရနေရဘူးဖြည့်ရှင်းပေးဖို့ပါနော်ခွေးမီလန်းကအကိုလူရဲ့ပင်လဲစာကင်းဆိုင်မှာလူတယောက်ကတမင်တက်တက်ပစ္စည်းတွေကိုဖျက်ဆီးပြီးတည်တနာရှာနေလို့ပါလူချမ်းနာမင်းကိုလွတ်မထားဘူးနာမင်းကိုလုံးဝလွတ်မထားဘူးမင်းကြားပြီးပြီလားချန်နာဖူကမင်းညကမိဖို့ကြောင့်လည်းခိုးဝင်ပြီးဖျက်ဆီးတာမစ္စဆုံနဲ့တိုးသွားတယ်တဲ့ကြောက်စရာကြီးတော်သေးတယ်မစ္စဆုံဘာမှမဖြစ်လို့ဒီလိုလူမျိုးကတော့ထိုက်ကန်တာပေါ့ချန်နာဖူကတကယ်လူမဆန်ဘူးသူများအမွေးကြိုင်တွေတဲ့ကိုsorry မယုတ်တိနှစ်တွေအလွန်အကျွံခက်ဖြစ်တာတဲ့တော်သေးတယ်စုံဝမ်ချင်းကအချိန်မီတီးသွားလို့မဟုတ်ရင်ဘလောက်တောင်နင့်နာဆုံးရှုံးမလဲမသိဘူးဒီလိုလူမျိုးကကန်ကြမာရဲ့အပြစ်ပေးမှုကိုခံရမှာပဲမင်းကတကယ်တည်ရင်းနဲ့တက်တက်ဆင်းနေတာပဲငါမမဘူးလူချမ်းကနားရဲ့အရာရာကိုဖျက်ဆီးခဲ့တာနာကကလေးစားချီယုံတင်ချန်နာဘူးမင်းတို့ကြံကျင်နေတဲ့သူကဘာတူလဲဆိုတာမင်းသိရလားအကင်ကင်နဲ့အကင်ဒီတရားမဟုတ်လို့လားတတိကြီးအယောင်ဆောင်နေတာလားဟာမင်းတကယ်မျက်စိကန်းနေတာပဲသူကကျင်းတဲ့ group ချန်ဟန်ဂယုရဲ့ဥက္ကဋ္ဌလူချမ်းပဲဒီမျိုးတစ်မျိုးလုံးရဲ့ပင်လေစာ90ရာခိုင်နှုန်းကိုသူလူဂယုကပဲဝယ်ယူဖြန့်ဖြူးနေတာမာကသူ့ရဲ့လက်အောက်ကအစင်တုံးခန့်ချီရဲ့တမလေးတက်တက်ပဲသူစကားတခုံးပြောလိုက်တာနဲ့နောက်ကိုဘဝပြတ်အောင်လုပ်နိုင်တယ်နင်းပါပြောတယ်သူကချန်ဟန်ဂယုရဲ့ဥက္ကဋ္ဌဟုတ်လားမင်းဒီလောက်ထိကျေးဇူးခံပြီးသူတပားကိုဖြတ်စည်းဖို့ကြံစီရဲလိမ့်မယ်လို့မထင်ထားဘူးနာကသူ့ကိုတွက်ကတ်နေတယ်ထင်တာမထင်မှတ်ပဲသူကငါ့ကိုအကွက်စစ်စစ်တွက်ချက်ထားပြီးသားဖြစ်နေတယ်ငါတကယ်လူကြီးစားပဲအကုန်လုံးငါပြစ်တွေပါမနေ့ကမင်းတယောက်တည်းကိုမိဖို့ကြောင့်လည်းမလုပ်ခဲ့ရင်မင်းတရားရမှာမဟုတ်ဘူးရှင်နဲ့မဆိုင်ပါဘူးငါဘာသာနာတတိမထားမိလို့ပါဒါနဲ့ငါဘာမှမဖြစ်ပါဘူးအရေးတရားနည်းနည်းလေးပူးမဲ့သွားတာပဲရှိတာပါနောက်ကိုဒီလိုမျိုးစွန့်စားတာတွေလုံးဝမလုပ်ရဘူးနော်နာမင်းကိုမဆုံးရှုံးနိုင်ဘူးဥက္ကဋ္ဌလို့ချန်နာဖူးရဲ့အမှုကဖြေရှင်းပြီးပါပြီတရားရုံးကတထိန်ကြောက်ရဲ့တရားစွဲဆိုမှုကိုလက်ခံလိုက်ပါပြီသူ့ရဲ့အိမ်ကိုလာမယ့်အပတ်မှာတရားရုံးကနေလေးလံဖြစ်ပါလိမ့်မယ်အိမ်လေးလံဖြစ်ပြီးရင်ဝန်ထမ်းတွေအားလုံးရဲ့လက်ခနဲ့နင့်နာကြီးတွေကိုဦးစားပေးအပြည့်အဝပြန်လည်ပေးဆက်ပါလိမ့်မယ်ကျန်တဲ့အပိုင်းကိုတော့ဥပဒေအရသတ်မှတ်ထားတဲ့အချိုးအစားအတိုင်းရှင်မျိုးတွေရဲ့အကျွေးတွေကိုပြန်ဆက်ပါလိမ့်မယ်ဥက္ကဋ္ဌလို့ဝန်ချင်းတောင်းပန်ပါတယ်
ငါမင်းကိုအမြဲတမ်းဖုံးကွယ်ထားခဲ့မိတယ်ငါကချဟိုင်ဂရုရဲ့ဥက္ကဋ္ဌပါလွန်ခဲ့တဲ့3နှစ်ကငါအဖေဆုံးပါသွားခဲ့လို့ငါခက်ခက်ခဲခဲနဲ့ဂရုကိုလွှဲပြောင်းရယူခဲ့ရတာဒီမှာအကင်ဆိုင်ဖွင့်ရတဲ့အကြောင်းရင်းကတော့ငါအဖေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခြင်းလို့ပါသူကအဲ့ဒီတုန်းကဒီနေရာမှာပဲစိုင်တင်ပြီးဘဝကိုစတင်ခဲ့တာနေ့တိုင်းအကင်ဖို့ရှိမှအကင်ကင်နေပြီးအသားရည်ညူမဲကလက်တွေမှာအသားမာတွေတက်နေတဲ့အဲ့ဒီအမျိုးသားကမထင်မှတ်ပဲဘီလီယံကြီးတမိုးရှိတဲ့ဂရုရဲ့ဥက္ကဋ္ဌဖြစ်နေတဲ့ဟုတ်လားဝန်ကျဲငါမင်းကိုတမင်ဖုံးကွယ်ချင်ခဲ့တာမဟုတ်ပါဘူးငါရဲ့အဆင့်တန်းကိုမင်းတိသွားရင်အခုလိုမျိုးငါ့ဘောကောင်းတော့မှမဟုတ်ဘူးလို့တွေးပြီးကြောက်နေခဲ့တာပါလူအလေးငါရှင့်ကိုသဘောကျတာကရှင်ကချဟိုင်ဂရုရဲ့ဥက္ကဋ္ဌဖြစ်နေလို့မဟုတ်ပါဘူးရှင်ကလူချမ်းဖြစ်နေလို့ပါငါသဘောကျတာရှင်ဆိုတဲ့လူပုဂ္ဂိုလ်ကိုပါရှင်ရဲ့ယာရုကုံရှင်ကိုမဟုတ်ပါဘူးငါလည်းတူတူပါပဲငါသဘောကျတာမင်းဆိုတဲ့လူပုဂ္ဂိုလ်ကိုပါမင်းရဲ့အဆင့်တန်းကိုမဟုတ်ပါဘူးနှစ်ဟုတ်လားငါကနှစ်တောင်နေရမယ်ငါအိမ်ငါပစံငါရဲ့အရာရာအားလုံးမရှိတော့ဘူးငါမခဲ့တယ်ငါတကယ်မခဲ့ပါတယ်တကယ်လို့အစကတည်းကတတိမလွတ်ခဲ့ရင်ငါမင်းကိုပြောပြမယ်ငါအပတ်တိုင်းလာဖြစ်တာသူ့ဆိုင်ကစိတ်ကြောက်ကကင်ကိုသိကြိုက်တာအပြင်ကကျုပ်ပြီးအတွင်းကနူးညံ့နေတာရှယ်ပဲဟာမဟုတ်ဘူးလားပြီးခဲ့တဲ့တစ်ခေါက်ငါတငယ်ချင်းတွေကိုခေါ်လာတာသူတို့စားပြီးတာနဲ့နောက်ဆိုတခြားဆိုင်မသွားတော့ဘူးလို့ပြောကြတယ်ဘဲဘက်ကကမကောင်ကိုမီးနဲ့ထက်ညစ်လိုက်ညာဘက်ကစိတ်ကြောက်ကကိုတစ်ဖက်လန်လိုက်အောင်မကျွမ်းစင်နဲ့ရှင်တို့မှထားတဲ့တော်ဝင်တနန်းရပါပြီအရသာရှိရှိတုံးဆောင်ပေးပါဝါသူချေအလုပ်အတီလုပ်ဖို့အချိန်တန်ပြီဟုတ်တယ်ငါတို့အားလုံးမစောင့်နိုင်တော့ဘူးဟာဝန်ကျဲလွန်ခဲ့တဲ့3နှစ်ကမှဒီနေရာကိုရောက်လာခဲ့တာငါအဖေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့တက်ပဲငါဘဝမှာအကင်နဲ့စီးပွားရေးပဲရှိလို့မယ်လို့ထင်ခဲ့တာမင်းနဲ့မတွေ့ဆုံခင်ချိပေါ့မင်းကငါရဲ့မောင်မိုက်နေတဲ့ကဘာလေးတွေကိုဖြာချလာတဲ့နေအောင်ချီတက်လေးလိုပဲငါဟာအစီကားဆုံးမရှူမီပန်းတွေကိုလည်းမြင်ဘူးခဲ့တယ်လို့အမောင်မိုက်ဆုံးလူစိတ်တဘာဝတွေကိုလည်းကြုံဘူးခဲ့တယ်ဒါပေမဲ့ငါအပိုင်ဆိုင်ခြင်းဆုံးကတော့မင်းနဲ့အတူဖြတ်တန်းရမယ့်အနာဂတ်ပဲဒါကြောင့်ဆိုဝန်ကျဲငါကိုလက်ထပ်နိုင်မလားငါသဘောတူပါတယ်ငါအဖေအဲ့ဒီတုန်းကဒီမှာဆိုင်တင်ပြီးဘဝကိုစတင်ခဲ့စဉ်ကသူ့သားကဒီနေရာမှာပဲတဘဝလုံးစာအလူချင်ဆုံးအရာကိုရှာတွေ့လိမ့်မယ်လို့ထင်ထားမှာမဟုတ်ဘူးဒီမှာဘဝရဲ့အငွေ့သက်တွေရှိတယ်အချစ်တွေရှိတယ်အိမ်မက်တွေရှိတယ်အနာဂတ်တွေရှိတယ်ဒါကအကောင်းဆုံးစက်သိမ်းပါပဲ